Hello မင်္ဂလာပါကျွန်တော်နာမည်ရကွာမင်းပါ Alpha Mindset Podcast ကနေပြီးတော့မှပြန်လည်ကြိုဆိုလိုက်ပါမယ်ဒါကတော့ကျွန်တော်တို့ရဲ့ episode 2ပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့ပြောမယ့် guest ကတော့ Suits and Tailor Industry မှာရှိတဲ့တယောက်ဖြစ်ပါတယ်သူကတော့ Bahadur Bespoke ဆိုတဲ့ Tailor and Suit Site ကို founder တယောက်ဖြစ်ပါတယ်မင်္ဂလာပါကျွန်တော်ကတော့ Coach Steve ဖြစ်ပါတယ်ကျွန်တော်ကဒီ Bahadur Bespoke ရန်ကုန် Custom Shop ရဲ့ founder တူဖြစ်တယ်ပေါ့နော်ကျွန်တော်ကအမြဲတမ်းဟို suit တွေလိုမယ်ကျွန်တော်ဒီ shirts တွေလိုမယ် office wear တွေလိုမယ်ဆိုရင်ဒါကျွန်တော်ဒါ sole distributor of my clothes လုပ်ငန်းတစ်ခုလုပ်မယ်ဆိုပြီးကျွန်တော်လုံးဝဆုံးဖြတ်လိုက်တယ်ဆုံးဖြတ်လိုက်တဲ့အချိန်မှာကျွန်တော်ဘယ်ဟိုသွားမှာလဲဘန်ကောက်မှာပဲလုပ်မှာလားနောက်ဆုံးစဉ်းစားလိုက်တဲ့အချိန်မှာကျွန်တော်ရန်ကုန်မှာသွားပြီးကျွန်တော်ရဲ့ဒီလုပ်ငန်းကိုကျွန်တော်စမယ်ဆိုပြီးကျွန်တော် decision ချပြီးမှကျွန်တော်ရန်ကုန်ကိုရောက်လာတာပေါ့နော် industry တစ်ခုမှာ competition ရှိနေတဲ့အရာဘယ်လို differentiate လုပ်ဖို့လိုလဲဆိုတာအများနဲ့ကျွန်တော်စဉ်းစားဖို့လိုတယ် right so ကျွန်တော်ကလည်းဘာဖြစ်လို့ bro စီပဲလာတာလဲ right အနေနဲ့လည်းကျွန်တော် suit ဝတ်လာတဲ့အချိန်မှာကျွန်တော်အဲ conference ကိုကျွန်တော်သွားတက်တဲ့အချိန်မှာ I was so confident ကိုစတီဖန်မရအောင်နော်အဲ self defense လုပ်တာသူကရှိကိုရှိရမယ်ဒါတော့ commercial break ပါခဏလေးဝင်ပြီးတော့မှသူကစကားပြောစရာလေးတွေအများကြီးရှိလို့တဲ့ကိုစတီဖ်မင်္ဂလာပါမင်္ဂလာပါ Hi brother good to see you thank you ပါကိုစတီဖ်ဘယ်လိုလဲအချင်းနေကောင်းတယ်ဆရာကောင်းတယ်ဆရာအချင်းနေဒီလိုပါပဲဗျာကျွန်တော်တို့မစခင်မှာကိုစတီဖ်ကျွန်တော်တို့မသိသေးတဲ့ audience ကိုနည်းနည်းလေး intro လေးလုပ်ပေးလိုက်မလား bro ဟုတ်အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Coach Steve ဖြစ်ပါတယ်ကျွန်တော်ကဒီ Bahadur Bespoke ရန်ကုန် Custom Shop ရဲ့ founder တူဖြစ်တယ်ဗောနော် so ကျွန်တော်ကလည်း bro ရဲ့ customer တယောက်ဖြစ်ပါတယ် and ဒီမှာဒီ suit ကဒါ bro စီရပဲလေဟုတ်တယ်မလားဒါကတော့ double breasted suit ဖြစ်တယ်ကျွန်တော်ကအမြဲတမ်းဟို suit တွေလိုမယ်ကျွန်တော်ဒီ shirts တွေလိုမယ် office wear တွေလိုမယ်ဆိုရင်ဒါကျွန်တော်ဒါ sole distributor of my clothes my office wear တွေပါလေ bro စီပဲလာတာပေါ့နော် and ဟို budget bro ဒီမြန်မာပြည်မှာကျွန်တော်တို့ tailor shops တွေ suit shops တွေကအများကြီးပဲရှိရဘလို့ကျွန်တော်သိရမလားဟို there are quite a lot of shops in the industry bro လိုမျိုးပဲ industry မှာဟိုအများကြီးလုပ်နေတဲ့သူတွေရှိတယ်ပေါ့နော်အဲ့တော့ you are one of them correct but then ကျွန်တော်သိချင်တာက bro ဟို industry တစ်ခုမှာ competition ရှိနေတဲ့နေရာမှာဘယ်လို differentiate လုပ်ဖို့လိုလဲဆိုတာအများနဲ့ကျွန်တော်စဉ်းစားဖို့လိုတယ်လေ bro right so ဟိုကျွန်တော်ကလည်းဘာဖြစ်လို့ bro စီပဲလာတာလဲ right ကျွန်တော်အများကြီးပဲကျွန်တော်လည်း option ရှိတယ်ပေါ့နော်ကျွန်တော် bro စီဘာဖြစ်လို့ပဲလာတာလဲ so ကျွန်တော်ကပစ္စည်းတစ်ခုပဲကျွန်တော်ကကြည့်လို့မရဘူး bro right so there are many other factors as well ဟို bro နဲ့ကျွန်တော်နဲ့ကီးကိုက်လာ relationship ကဘယ်လိုလဲအဲ့ဒီဟာတွေကလည်းပါတယ်ဟုတ်တယ်မလား bro customer service အပိုင်းပေါ့ right အဲ့လိုမျိုး factor တွေကျွန်တော်တို့မှာအများကြီးပဲရှိတယ်အဲ့တော့ကျွန်တော်ပထမဆုံးတစ်ခုမေးချင်တာကတော့ bro အနေနဲ့ဒါဟို origin story နဲ့ differentiation ပေါ့ကွာဟို bro ဒီ Bahadur Bespoke ဆိုတဲ့ဟာကိုဟိုဘယ်လို idea နဲ့ bro စခဲ့တာလဲဒါတစ်ခုပေါ့နော်တစ်ခုကကျတော့ bro အနေနဲ့ဘယ်လိုbro စခဲ့တဲ့အချိန်မှာ bro စဉ်းစားမှာပဲလေဒီမှာအများကြီးပဲဟိုတခြား suit shops တွေရှိတယ် tailor တွေရှိတယ်ငါအနေနဲ့ငါကို Steve ဖြစ်တယ်ငါဘယ်လို enter လုပ်မှာလဲဆိုတဲ့ဟာ bro ဘယ်လိုမျိုးစဉ်းစားထားလဲဘယ်လိုဒီ competitors တွေနဲ့ပို့ပြီးတော့မှတာအောင်သူတို့နဲ့ပို့ပြီး differentiate ဖြစ်အောင် bro အနေနဲ့ဘယ်လိုမျိုးလုပ်ဖို့ bro စဉ်းစားထားလဲအဲ့ဒါလေးတစ်ချက်လောက် bro မျှဝေပေးပါဦးဟုတ်ကဲ့ပါ brother ဟုတ်ဆိုတော့ပထမဆုံးအနေနဲ့တော့ original ပေါ့နော်ဒါဘယ်လိုဝေးနဲ့ကျွန်တော်ဒီလုပ်ငန်းကိုစခဲ့တယ်ဆိုတဲ့ဟာပေါ့နော် yes bro ဆိုတော့ကျွန်တော်ဒီဘယ်လိုစခဲ့ဆိုတော့မပြောခင်ပေါ့နော်ကျွန်တော်မီဂျီနာနဲ့စရမှာပေါ့နော်ကျွန်တော်မီဂျီနာဇာတိဖြစ်တယ်ကျွန်တော်10တန်းဖြည့်ပြီးတာနဲ့ကျွန်တော်ဘန်ကောက်ရောက်တယ်ပေါ့နော်ကျွန်တော်အသက်16ပဲရှိသေးမယ်ထင်တယ်ဘာသာရေးဘန်ကောက်ရောက်တဲ့အချိန်မှာကျွန်တော်အကိုနဲ့ကျွန်တော်အလုပ်လုပ်တယ်ဆိုတော့အကိုကလုပ်ငန်းကိုစတယ်ပေါ့နော်လုပ်ငန်းစတဲ့အချိန်မှာကျွန်တော်အကိုနဲ့ဝင်ပြီးမှအခုလုပ်ငန်းမှာပေါ့နော်ကျွန်တော်တနိုင်တစ်ပိုင်းကျွန်တော်စူးစမ်းပေးတယ်ကျွန်တော်တို့အလုပ်လုပ်ကြတယ်စူးစမ်းကြတယ်ပေါ့နော်ဆိုတော့အလုပ်လုပ်ရင်းနဲ့ကျွန်တော်ရှင်းတဲ့လောက်မှာကြတော့ကျွန်တော်ကိုယ့်ရဲ့လုပ်ငန်းကိုယ်တိုင်စချင်လာတယ်စိတ်ဓာတ်ဖြစ်လာတယ်ပေါ့နော်ဖြစ်တဲ့အချိန်မှာကျွန်တော်မြန်မာပြည်ပြန်လာတယ်ပြန်လာတဲ့အချိန်မှာကျွန်တော်ရန်ကုန်လာတယ်ရန်ကုန်လာတဲ့အချိန်မှာကျွန်တော်အရင်ပြောတယ် brother ရဲ့ the people of ရန်ကုန်ပေါ့နော်ကျွန်တော်တွေ့လိုက်တဲ့အချိန်မှာ very smart သဘောကောင်းတယ်လို့ကျွန်တော်တချို့အရင်တော့ဆိုရင်ကျွန်တော်ပြောစလာတဲ့အချိန်ဆိုဗိုလ်ချုပ်ဈေးသွားမယ်ဆိုရင်တက္ကစီသမားစပြီးကျွန်တော်ဘယ်လိုတတိထားရတယ်ဘယ်လိုလူတွေရှိတယ်ဆိုတော့အဲ့ကလေးကကျွန်တော်ကရန်ကုန်နဲ့ fall in love ဖြစ်သွားပြီပေါ့နော်ဆိုတော့အဲ့လိုပဲကျွန်တော်ပြန်သွားတယ်ပြန်သွားရင်းနဲ့ကျွန်တော်ကဒီ YouTube တွေမှာအများအားဒီ entrepreneurship အကြောင်းတွေလေ့လာတဲ့အချိန်မှာကျွန်တော်ဒီလုပ်ငန်းတစ်ခုလုပ်မယ်ဆိုပြီးကျွန်တော်လုံးဝဆုံးဖြတ်လိုက်တယ်ဆုံးဖြတ်လိုက်တဲ့အချိန်မှာကျွန်တော်ဘယ်ဟိုသွားမှာလဲဘန်ကောက်မှာပဲလုပ်မှာလား
နောက်ဆုံးစဉ်းစားလိုက်တဲ့အချိန်မှာကျွန်တော်ရန်ကုန်မှာသွားပြီးကျွန်တော်ရဲ့ဒီလုပ်ငန်းကိုကျွန်တော်စမယ်ဆိုပြီးကျွန်တော် decision ချပြီးမှကျွန်တော်ရန်ကုန်ကိုရောက်လာတာပေါ့နော်ဆိုတော့ဒီကတော့ရန်ကုန်ရောက်တဲ့ချိန်မှာလဲဟိုဘလို့ market ခုန brother ပြောတယ်ဟုတ်တယ်ဈေးကွက်မှာတေလာတွေကတော့အများကြီးရှိတယ်ဗောနော်local လည်းရှိတယ်နောက်ကျွန်တော်တို့လိုမျိုးယူရီးယားပြန်နေလည်းအများကြီးရှိတယ်ယူရီးယားနဲ့ဒီရန်ကုန်မြို့မှာလာပြီးဝန်ဆောင်မှုပေးနေတဲ့လူတွေလည်းအများကြီးရှိတယ်ဗောနော်ဆိုတော့အဲ့ဒါကိုကိုကဘလို့ differentiate လုပ်မယ်ဆိုတဲ့ဟာကိုကျွန်တော်မလာခင်ကတည်းကကျွန်တော်တွေးထားတာဗောနော်ဆိုတော့ကျွန်တော်ကဟိုကျွန်တော်blue ocean strategy ဆိုတာကိုကျွန်တော်အရင်သဘောကျတယ်ဗောနော်အစားကိုလည်းတော်တော်ကောင်းတယ်နောက်ပြီးဆိုတော့လည်း entrepreneurship စိတ်ဝင်စားတဲ့လူတွေကိုဖတ်ဖို့ကျွန်တော် recommend လုပ်တယ်ဗောနော်အစားကိုကျွန်တော်အရင်ဖတ်တယ်ကျွန်တော်နားထောင်တယ်ကျွန်တော်အားကြတယ်ဗောနော်ဆိုတော့အဲ့ဒါအကြောင်းကျွန်တော်ကဘာလုပ်လဲဆိုတော့ကျွန်တော်လုပ်ငန်းလုပ်မယ်ကျွန်တော် industry တစ်ခုကိုကျွန်တော်ဝင်တယ်အဲ့ဒါ education back ကိုကျွန်တော်ဥတီပြီးမှကျွန်တော်လုပ်ငန်းကိုတခြားလူတွေနဲ့ differentiate အရင်လုပ်တယ်ဗောနော် education ဆိုတဲ့ဟာကိုကျွန်တော်အဓိကဘာပြောချင်တာလဲဆိုတော့ဗျာကျွန်တော်ရန်ကုန်စလာတဲ့အချိန်မှာကျွန်တော်တို့ဒါဆရာပြေခိုင်ပေါ့ဆရာပြေခိုင် John C Maxwell ဆိုတဲ့စာရေးဆရာဒါတစ်ကမ္ဘာလုံးမှာမသိဒီ entrepreneurship or leadership မှာမသိတဲ့လူမရှိဘူးပေါ့ John C Maxwell ဆိုတဲ့ဟာကိုခေါ်ပြီးမှအင်ယာလိတ်ဒီဟိုဟာ convention center တဲ့အဲ့မှာသူက seminar လုပ်တယ်ဗောနော်အဲ့ seminar ကိုကျွန်တော်ဘန်ကောက်ကနေရန်ကုန်လာတက်တယ်လာတက်တဲ့ချိန်မှာဒါပေမဲ့ကျွန်တော် already prepare ကျွန်တော် website လုပ်တယ်ဘာလို့ကျွန်တော် mind မှာရှိပြီးသားကျွန်တော်သွားပြီး sign တစ်ခါတည်းမဖွင့်ဘူး yes ဘာလို့ဆိုတော့ cost ကများသွားမယ်ဘလို့ဘာဖြစ်မှာဆိုတာလဲကိုမသိဘူးဆိုတော့ကျွန်တော် website တစ်ခုနဲ့ကျွန်တော်ဒီနာမည်ဘာဟာတူးဆိုတဲ့ကျွန်တော် company နာမည်နဲ့ဒီ seminar လက်မှတ်နဲ့ကျွန်တော်ကရန်ကုန်မြို့ကိုရောက်လာတဲ့အချိန်မှာအဲ့မှာ seminar ကျွန်တော်တက်တဲ့အချိန်မှာလူ3000ကျော်လောက်တက်တယ်အဲ့ seminar မှာတက်တဲ့အချိန်မှာကျွန်တော်တို့ကိုကြည့်ပြီးပိုအားရဟာသူတို့တော်တော်များများလူတွေကလည်းစုတင်ပါတယ်ဝစ်ပြီးတက်ကြတယ်ဗောနော်တက်တဲ့အချိန်မှာကျွန်တော်ကအဲ့လိုပဲသူတို့ကိုကြည့်ပြီးမှအားကြပြီးမှနောက်ဆုံးကြတော့လဲကျွန်တော်ရန်ကုန်မှာပဲနေမယ်လုပ်ငန်းလုပ်မယ်ဆိုပြီး 100% ကျွန်တော် decision ချပြီးမှကျွန်တော်လုပ်ငန်းကိုစခဲ့တာပေါ့ဟုတ် bro အဲ့ဒီ Taylor industry ကကြတော့ bro Bangkok မှာတည်းကလေ့လာထားတာအဲ့မှာဟိုဟုတ်တယ်အဲ့ဒီ industry အဓိက Bangkok မှာအရင်ဆုံးဝင်ထားလာလားဘယ်လိုမျိုးလားဟုတ်တယ်ကျွန်တော်အဓိကတော့ဗျာကျွန်တော်တို့အခုကျွန်တော်နည်းနည်းလေးပေါ့ကျွန်တော်တို့မြန်မာတွေပေါ့နော်အခုဒီ Bangkok မှာ Taylor industry မှာတော်တော်များတယ်မြန်မာပြောမှဆိုရင်ကျွန်တော် Gorkha ဟုတ်တယ်ကျွန်တော်တော်တော်လေးတွေ့တယ်ဟုတ်တယ်တော်တော်များတယ်ဆိုအဓိကတော့ဗျာကျွန်တော်တို့အရင်တော့ကတော့ကျွန်တော်တို့မိဘတွေရောကျွန်တော်တို့မိသားစုတော်တော်များများလည်းစိတ်ယုံမှာပဲအလုပ်လုပ်တာကျွန်တော်တို့ဒါတိုင်းသားညီကိုလိုပဲတိုင်းသားညီကိုတော်တော်များများလည်းကျွန်တော်တို့စိတ်ယုံမှာအလုပ်လုပ်တယ်ဒါကျွန်တော်ဦးလေးတို့လည်းတကယ်တမ်းပြောမယ်ဆိုရင်ဒီငါးဘိုက်ခွဲတဲ့စိတ်ယုံမှာလုပ်တယ်လို့ပြောတယ်ဒါပေမဲ့နောက်ပိုင်း generation တစ်ခုကဘယ်လိုဖြစ်သွားလဲဆိုတော့ဒီ tourism ဘက်ကိုဝင်လာကြတယ် tourism ဘက်ဝင်လာတဲ့အချိန်မှာအဓိကတော့ဒီ Taylor မှာတော်တော် popular ဖြစ်တယ်ဘာလို့လဲ salary များတယ်သူကလည်း salary များတဲ့အတွက်တော်တော်များများယောက်ျားလေးတွေကဒီ Taylor ဘက်ကိုရောက်လာကြတယ်ပေါ့နော် Taylor ဘက်ရောက်လာတဲ့အချိန်မှာ education ကလည်းနည်းနည်းမြင့်သွားတယ် education ဘယ်လိုမြင့်သွားလဲဆိုတော့ကျွန်တော်တို့ဒီ suit ရောင်းနေတဲ့လူတွေကပညာတတ်တယ်ပညာတတ်တယ်လုပ်ငန်းရှင်တွေရှိတယ်ဒါ professional ဒီဟို executive level ဝန်ထမ်းတွေရှိတယ်ပေါ့နော်ဆိုတော့သူတို့နဲ့လုပ်တဲ့အချိန်မှာဒါ education ကကျွန်တော်တို့ဘော်ကားတွေကနည်းနည်းပို့ပြီးဟိုဖြစ်လာတာပေါ့နော်ဆိုတော့အဲ့လိုနဲ့ပဲကျွန်တော်တို့ဒီနေ့ဆိုရင်ဘန်ကောက်သွားမယ်ဆိုရင်ကျွန်တော်တို့ဘော်ကားတွေက90%လောက်ဒီ Taylor industry မှာဘော်ကားတွေရှိတယ်ဆိုတော့အဲ့လိုပေါ့အဲ့ဒါနဲ့ပဲကျွန်တော်တို့လည်းစိတ်ရှင်းနေလောက်ကျွန်တော်အမှဒီလုပ်ငန်းကိုလေ့လာတဲ့ဟာကိုပဲကျွန်တော်ဒီ different market မှာကျွန်တော်လာပြီး execute လုပ်တာပေါ့နော်ကျွန်တော်လုပ်ငန်းကိုကျွန်တော်စတာ bro MBK မှာဆိုရင်လည်း bro full of Taylor shops တွေလည်း Gorkha တွေပဲเนาะတကယ်ကို bro the majority of the Gorkhas take over the Taylor industry no in Bangkok and those are Burmese Gorkhas ဟုတ်လား oh damn 99% ဟုတ်လားvery interesting တကယ်ပြောမယ်ဆိုရင်လေအဓိကတော့ဗျာ Taylor မှာလည်းဗျာကျွန်တော်တို့က tourist နဲ့အလုပ်လုပ်တဲ့အတွက် commitment က very high ဖြစ်တယ်မလား like can you make suit in one day yes ကျွန်တော်တို့မှာ no ဆိုတာမရှိဘူးဆိုတော့yes ပြောလိုက်တဲ့အချိန်မှာသူ့ကိုကျွန်တော်တို့ပြောတဲ့အတိုင်း delivery လုပ်ရမှာမလုပ်ရင်သူကမနေ့ပြန်ပြီလေသူကပြန်သွားမှာသူကသူ့နိုင်ငံပြန်မှာဆိုတော့အဲ့လိုပေါ့ commitment များတချို့တွေကြတော့နောက်ပိုင်းကျတော့ကျွန်တော်တို့ Indian တွေရှိတယ် industry မှာ Indian တွေဒီ Punjab လူမျိုးတွေများတယ် Pakistan တွေရှိတယ်ဒါပေမဲ့သူတို့ဒီ generation အသစ်ကြတော့ဒီ industry မှာတိတ်စိတ်မဝင်စားတော့သူတို့ပညာတတ်တွေပိုဖြစ်လာတယ်ဒီအင်ချန်မြေဘက်ကိုရောက်သွားတယ်ဗောနော်ဒါပေမဲ့ကျွန်တော်တို့ဂေါ်ထားတွေကြတော့ဒီလုပ်ငန်းကိုပဲဆက်ပြီးမှကျွန်တော်တို့ generational like ကို expert ဖြစ်နေတာလေ right ဟုတ်တယ်အဲ့ဒါကြောင့်ကျွန်တော်လည်းအဲ့လိုပဲဗောနော်ဘန်ကောက်မှာကျွန်တော်10နှစ်လောက်ဒါကိုလုပ်ပြီးမှကျွန်တော်ရန်ကုန်မြို့ကိုလာပြီးလောက်တာဒီနေ့နဲ့ဆိုရင်ကျွန်တော်6နှစ်ရှိပြီဗော6နှစ်ရှိပြီ
ဘရိုနဲ့ကျွန်တော်နဲ့တူတူပဲဘရိုလည်း6 years လား 6 years ကျွန်တော်လည်း6 years 6 years 2019ကျွန်တော်ကတော့အေးပေါ့ကျွန်တော်2019 late ဆိုပြီး2020လောက်မှာကျွန်တော်ဘရိုနဲ့ကျွန်တော်နဲ့က same ဟို timeline ဖြစ်တယ်ကျွန်တော်က just before the covid နော်ကျွန်တော် just before the covid ရအဲ့လိုပဲပေါ့အရင်ကျွန်တော်တို့ market မှာလည်းအခုလည်းကျွန်တော်တို့ပြောမှဆိုရင်ကျွန်တော်တို့သွားတဲ့လမ်းကြောင်းမှာဘန်ကောက်ရန်ကုန်မှာပေါ့နော် tailor တွေအရင်များလာတယ်local လေးကလည်း local tailor တွေလည်းတက်လာတယ်တက်လာတယ် quality ဘိုင်းကလည်းသူတို့ကောင်းလာတယ်အဲနောက်ဟိုဈေးလဲပေါ့နော် market တစ်ခုဗျာကျယ်လာတယ်ပေါ့ဒါသာရေပြောမှဆိုရင်အဲတုန်းကဆိုရင် suit ဆိုရင်ဒါဝတ်တဲ့လူကအရင်ရှားတယ်ရန်ကုန်မှာမြန်မာမှာတော်တော်ရှားတယ်ဒါပေမဲ့အခုနောက်ပိုင်းကျတော့ကျွန်တော်တို့ဒီဘက်ယူရီးယားဘက်ကလာတဲ့လူတွေနဲ့ဒီဘက်က local နဲ့အချိန်ကတပြိုင်ပြေးတာပေါ့ပြေးတဲ့အချိန်မှာဈေးကွက်ကတခုဖန်တီးသွားတာအော်တိုဖြစ်သွားတာပေါ့နော်ဒါကျွန်တော်ရဲ့ vision ကလည်းကျွန်တော်ဒါအခုနကပေါ့နော်ကျွန်တော်ရဲ့ vision တခုကလည်း Bangkok ကနေဒီကိုလာတဲ့ဟာလဲရန်ကုန်မှာလည်းတရက်ဗျာကျွန်တော်တို့ foreigner တွေ I want to make suits I will go to Yangon ဆိုတဲ့ဟာကိုဖြစ်စေချင်တာကွာဖြစ်စေချင်တာဘာလို့ဆိုတော့မြန်မာ Bangkok မှာကျွန်တော်တို့ဗမာတွေပဲလုပ်နေတာဟုတ်မနေ့ပြန်ကြရင်ကျွန်တော်တို့ရန်ကုန်မှာလည်းI go to make suit in Yangon ဆိုဘယ်လောက်ကောင်းလဲဈေးကွက်တခုเนาะဒါတော့ကျွန်တော်ရဲ့ vision ပေါ့ဗျာဒါပေမဲ့ဒါအဲ့လိုပေါ့အဲ့လိုစိတ်ဓာတ်နဲ့လဲကျွန်တော် You must have a starting point လေဟုတ်တယ်မလား bro like a desire to have that vision က bro နေ implementation လုပ်လိုက်တဲ့ပုံမှာတကယ်ပဲဖြစ်လာတယ်လေ right bro so အဲ့ဒီဥစ္စာကို you're expanding more and more and more correct and bro another thing ကျွန်တော်အခုနပြောတဲ့ဟာပေါ့နော်ဒါ differentiating factor right so ကျွန်တော်အနေနဲ့ဒါကျွန်တော်ရဲ့ personal experience ပေါ့နော်ကျွန်တော်အနေနဲ့ bro စီကျွန်တော်ဘာဖြစ်လို့လာလဲဆိုတော့ဟိုရှင်းပြောမယ်ဆိုရင် that's the customer service and also how you take care of your customers ကွာတိလားအဲ့ဒီဟာကဟိုတော်တော်လေး key ဖြစ်တယ်အဲ့ဒီဟာကွာအဲ့တော့ how you connect with the people in the tailor shop actually tailor shop I feel like ตัว intimate ပို့ဖြစ်တယ်တိလား as in ကွာဟိုအဲ့ဒီ sign owner ကပဲဖြစ်ဖြစ် shop owner ကပဲဖြစ်ဖြစ်ဟို customer ကိုလာရဆိုရင်သူ့အနေနဲ့ तू ကဘလို့အနေထားလောက်ဆိုဘလို့ကြည့်ကောင်းမလဲ body ကိုဘလို့ fit ဖြစ်နေဆိုတာလေးကိုအကုန်လုံးတေချာလေး take care လုပ်ရတာကွာ there's a relationship between the shop owner and the customer right အဲ့တော့ bro အနေနဲ့ဒါကျွန်တော်အနေနဲ့တွေ့ရတာပေါ့ differentiate နေ you are able to connect with your customers တွေနဲ့ဟိုတေချာလေးကိုသူတို့ဘာလိုအပ်လဲဆိုတဲ့ဟာကို bro အနေနဲ့ကောင်းကောင်း read လုပ်နိုင်တယ်ဖတ်နိုင်တယ်ပြီးတော့နောက်တစ်ခုကပါလဲသိလား connect လုပ်နိုင်တယ်သိလား so that is also one of your differentiator right အဲ့တော့ bro တခြားပါ differentiator တွေကို bro ဟိုစဉ်းစားထားတာရှိလေတူပါပေါ့အဲ့ဒါကိုအဓိက focus လုပ်ပြီးတော့မှ implement လုပ်ထားတာရှိလေ differentiator ပို့ပို့ရသိလားမှန်တယ်ကျွန်တော်တို့ဆိုင်မှာပေါ့နော်အဓိကဆိုင်ရကျွန်တော်တို့ company မှာ differentiate ဖြစ်တာကတော့အဓိကတော့ဗျာကျွန်တော်ဒီindustry live ပေါ့နော်ကျွန်တော်ဒီအခု corporate မှာလည်းကျွန်တော်မှာ competitor တွေမရှိသလောက်ပဲဟုတ် competitor တွေဘာလို့လဲဆိုတော့ကျွန်တော်သွားတဲ့ဟိုဒီကျွန်တော်အခု networking တွေလုပ်တယ်ကျွန်တော် example ဗျာကျွန်တော်ပြောပြမယ်အခုလုပ်ငန်းရှင်တယောက်အနေနဲ့ကျွန်တော်စီ suit လာချုပ်မယ်ဆိုရင်ကျွန်တော်ကဘယ်လိုဝတ်စုံတွေဝတ်ရမယ်ဆိုတဲ့ဟာကိုကျွန်တော် recommend လုပ်နိုင်တယ်ဘာလို့ဆိုကျွန်တော်ကိုယ်တိုင်ကလည်းလုပ်ငန်းရှင်အနေနဲ့ suit ဝတ်တယ် right ကျွန်တော် meeting တွေသွားတယ်conference တွေတက်တယ် delegation အနေနဲ့နိုင်ငံခြားခရီးစဉ်လည်းကျွန်တော်သွားတယ်ဆိုတော့လုပ်ငန်းရှင်တယောက်အနေနဲ့စွတ်ချုပ်မယ်ဆိုရင်ဒါကျွန်တော်တို့မှာပေါ့နော်ကျွန်တော်ကိုယ်တိုင်ပေါ့နော်ဒါအတွေ့အကြုံအများကြီးရှိတယ်ပေါ့နော်ဆိုတော့အဲ့ဒါကတော့ကျွန်တော်တခြားကျွန်တော်ဟိုညီကိုမိတ်ဆွေတွေထက်ကျွန်တော်ကွာတာတခုပေါ့နော်အဲ့ဒါရတော့ကျွန်တော်တို့ဒီ service of the commitment ပေါ့နော်ကျွန်တော်တို့ဒါ customer service or experience အခု brother ကျွန်တော်ပြောသလိုပေါ့နော်ဟုတ်တယ်ကျွန်တော်တို့မှာဗျာတော်တော်များများကျွန်တော်တို့ customer one time ထက်ကျွန်တော်တို့က partner တွေဖြစ်တာများတယ် partner ဆိုတာဗျာဟုတ်တယ်နှမျိုးပေါ့တခါတည်းပဲမဟုတ်ဘူးလေ right တခါတည်းမဟုတ်ဘူးပထမကတော့ဗျာ brother ကိုကျွန်တော်နဲ့တွေ့တယ်ကျွန်တော်တို့စ brother ဒီရုံးမှာဝစ်စုံချုပ်မယ်ဆိုပြီးရောက်လာတယ်ဝစ်စုံပြီးသွားလို့ရှိရင်ရုံးပြီးသွားလို့ရှိရင် brother ဝေးတယ်မှာ brother ရဲ့ညီကိုတွေရဲ့တငယ်ချင်းတွေအတွက်ကျွန်တော်တို့ချုပ်တယ်ဗျာအဲ့ဒါတွေချုပ်ရင်းနဲ့နောက်ဆုံးကျတော့ brother နဲ့ကျွန်တော်အရန်ရင်းနှီးသွားတဲ့အချိန်မှာကျွန်တော် social media မှာ connect ဖြစ်တဲ့အချိန်မှာကျွန်တော်တဖြည်းဖြည်းနဲ့ brother ကိုဘယ်လိုလုပ်ငန်းတွေလုပ်တယ်ဆိုတာကျွန်တော်သိလာတဲ့အချိန်မှာကျွန်တော်လဲ brother product လိုတဲ့အချိန်မှာကျွန်တော်သုံးတယ်အခုဒါ alpha ဆိုရင်ကျွန်တော်တို့ဗျာဒါကျွန်တော်တို့လည်း product တွေအိမ်မှာကျွန်တော်တို့ဒါ list ပစ္စည်းတွေကျွန်တော်တို့သုံးတယ် TV တွေ aircon တွေနောက် fridge တွေကျွန်တော်တို့သုံးတယ်ဗျာဆိုတော့အဓိကတော့ဗျာကျွန်တော်ရဲ့ mindset မှာအဲ့ဒါတခုပေါ့ partner ဖြစ်ဖို့ကျွန်တော်အမြဲတမ်းကျွန်တော်တို့ဒီဟိုစကားနဲ့ပြောရမယ်ဆိုရင်ကျွန်တော်တို့က dating ပြီးရင်ကျွန်တော်တို့ marriage လုပ်ဖို့အဲ့လို customer ကိုကျွန်တော်တို့ကအဲ့လိုတွေးတာဗျာအဲ့ဒါပေါ့အဲ့ဒါကျွန်တော်တို့က relationship မှာအရင်ကျွန်တော်တို့က invest လုပ်တယ်အဲ့ဒါတော့ကျွန်တော်တို့ရဲ့ဒါ differentiate တစ်ခုပါတယ်ဗောနော်နောက် commitment ကျွန်တော်တို့တာဝန်ယူမှုတာဝန်ခံမှုဘာလို့ဆိုတီလာမှာဗျာအဓိကကျွန်တော်တို့သိတာဗောနော်လူတွေအရင် annoying ဖြစ်ပြီး ready made bag ကိုပြောင်းသွားတာဆိုတာလူတွေကရောင်းတဲ့ချိန်ကတော့ပြောလိုက်တယ်ငါဒီချိန်လုပ်ပေးမယ်ငါဒီလိုလုပ်ပေးမယ်ဒါပေမဲ့
တေချာမမတ်ဘူးတေချာမလုပ်တဲ့အတွက် delivery လုပ်တဲ့အချိန်မှာ तू ကတလွဲတွေထွက်လာတလွဲတွေထွက်လာတဲ့အချိန်မှာဒါ tailor ဘက်ကမားတယ်လူဖြစ်ရင်ဖြစ်နိုင်တယ်နောက်ဒီဘက်ကကျွန်တော်တို့ဒီ salesman ပေါ့နော် designer ဘက်ကလည်းမားတာဖြစ်နိုင်တယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ကတချို့တွေကြတော့တာဝန်မယူဆိုတော့ဒီလိုပဲဟိုလိုပဲဆိုပြီးသူတို့ကအဆင်ပြေအောင်ပြောကြတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဘက်မှာကြတော့အဲ့လိုမဟုတ်ဒါတာဝန်ယူမှုတာဝန်ခံမှုကကျွန်တော်တို့ကအဓိကပထမတော့ကျွန်တော်တို့ဘက်မှာဒီတခါကျရင်အချိန်နဲ့နည်းနည်းဟိုရှိတယ်ကျွန်တော်တို့ဒီ workshop ကလည်းနည်းနည်းဝေးတယ်ဆိုတော့တခါကျရင်ကျွန်တော်တို့ဒီ transportation တွေမှာပြဿနာတွေဖြစ်တယ်အဲ့လိုချိန်ကျရင်ဘယ်လိုဖြစ်လဲဆိုတော့ကျွန်တော်ကိုယ်တိုင်ကျွန်တော် commitment တစ်ခုလုပ်ထားတယ်ဆိုရင်မရအောင်ကျွန်တော်တို့ဒါကိုကျွန်တော်တို့ delivery လုပ်တယ်ပေါ့နော် excuse ဆိုတာကျွန်တော်တို့မှာလုံးဝမရှိဘူး excuse အဲ့ဒါတကယ်တမ်းကျွန်တော်တို့ဒီနေ့ Bahadur Bespoke ဆိုတာကျွန်တော်တို့ဒီနေ့ထိလဲကျွန်တော်တို့ဒီလိုအခြေအနေကိုကျွန်တော်တို့ဆက်ကြိုးစားခွင့်ရတယ်ဆိုတာတာဝန်ယူမှုတာဝန်ခံမှုဒါ differentiate တာအကြီးစားကျွန်တော်တို့တစ်ခုပြောရမယ်ဆိုရင်တာဝန်ယူမှုတာဝန်ခံမှုရကျွန်တော်တို့နောက် relationship မှာကျွန်တော်တို့ invest လုပ်တာရပေါ့နော်ဒီနှစ်ခုကတော့နောက်တစ်ခုကတော့ကျွန်တော် industry မှာကျွန်တော်ရဲ့အတွေ့အကြုံ businessman ဆိုဘယ်လိုဝေးရမယ်နော် waiting ဆိုရင်လည်းဒါကျွန်တော်လူငယ်တယောက်ဖြစ်တယ်ကျွန်တော်ကိုယ်တိုင်ကလည်းဒါ reception မှာ line လျှောက်ဖို့ကွက်တိဖြစ်နေလူငယ်လေးတယောက်ဖြစ်တယ်ဗျာဆိုတော့သူတို့သားတွေလည်းဘယ်လိုဝစ်စုံဝေးရတယ်နောက်ပွဲတက်တဲ့လူတွေကလည်းဘယ်လိုဝစ်စုံဝေးရတယ်ဆိုတာကျွန်တော်ကိုယ်တိုင်ကလည်းအတွေ့အကြုံရှိတယ်ကျွန်တော်လည်းအဲ့လိုနေရာတွေအမြဲသွားတဲ့အတွက်ကျွန်တော်တို့ဘက်ကလည်းအကောင်းဆုံးကျွန်တော်တို့ဒါအကြံဉာဏ်တွေကျွန်တော်ပေးနိုင်တယ်ပေါ့နော် ဘရောရောလဲအခုအားလုံးအဆင်ပြေသွားတယ်အကောင်မလေးပဲမရှိဘူးဖြစ်နေဘယ်လိုလုပ်ရအောင်ကျွန်တော်ဖိတ်စာစောင့်နေတယ်နော် bro တိလာကျွန်တော်ပြောတာလေကျွန်တော်အခုမှကလေးတော့မှအော်နေပြီဟုတ်တယ်အားလုံးအဆင်ပြေအကောင်မလေးကမရှာနိုင်ဘူးကျွန်တော်ရှာပေးမယ်ဗျာကော်ကာချောလေးကျွန်တော်ရှာပေးမယ်ရှာပေးမယ်ဘန်ကောက်ကနေကျွန်တော်ဆွဲလာလိုက်မယ်တရားလေကျွန်တော်မကောင်းပါဘူးဆိုတော့အဲ့လိုပေါ့ brother ရေဆိုတော့ keep ကတော့၃ခုပါပဲတာဝန်ယူမှုတာဝန်ခံမှုရနောက် customer relationship ကိုကျွန်တော် main လုပ်တယ်နောက်ကျွန်တော်တို့ဒီသူတို့ရဲ့လိုလားတဲ့ဟာကိုပေါ့နော်ကျွန်တော်တို့အဓိကကိုယ်တိုင်လည်းအတွေ့အကြုံရှိပြီးဝစ်စုံတွေလည်းဝစ်တယ်ဆိုတော့ဒါကျွန်တော်တခုပိုစိတ်ဝင်စားတယ် bro တကယ်လို့ married လုပ်မယ်ဆိုရင်ဘယ်စုဝစ်မလဲဆိုတာစဉ်းစားပြီးသွားပြီလားစဉ်းစားပြီးသွားပြီကျန်းတယ်ကွာစဉ်းစားပြီးသွားပြီ brother ကျွန်တော်ကတော့ဥမာtaxi တို့ဝင်မယ် taxi တို့ဘာလို့လဲဆိုတော့ taxi တို့အမဲဝင်မယ်အမဲဝင်မယ်နောက်အဖြူဝင်မယ်ကျန်းတယ် bro brother wedding ကြတော့ဗျာကျွန်တော် wedding ကိုလည်းသူပဲချုပ်ပေးတာဟုတ်တယ်မလားနော်အဘိကြတော့ဗျာ linen ဝတ်တယ် brother very good choice the reception ပေါ်မူတည်ပြီးမှလည်းကျွန်တော်တို့က design တွေ color တွေပိတ်စတွေကိုကျွန်တော်တို့ရွေးချယ်ရတာပေါ့နော်ဟုတ်။ရာကတော့လုံးဝ single ပါနော်။လုံးဝ single ဟုတ်ရဲ့လားမားနေလိမ့်မယ်နော်ပြောလို့မရဘူး single ပဲလာမယ် bro ကျွန်တော် bro တိတ်ယုံတာမဟုတ်ဘူးကြည့်ပါဦးလုံးဝကြည့်လိုက်လေ9လောက်ရှိတယ်ဟလား fashion တွေပါတွေကဟုတ်အဲ့ဒါလေးပေါ့ဒါဟုတ် so bro အဓိကဟို bro အနေနဲ့ suit ချုပ်တယ်ဆိုတာကလည်း you are also giving အမှန်ပြောမယ်ဆိုရင် you're not only giving clothes ကွာ you're givingပြောမယ်ဆိုရင် confidence ပူပေးနေတာ right you're giving that image to your customers because when people wear a suit ဝတ်လိုက်တာနဲ့ဟိုကyou know you become stronger လို့မြေပုံစံကွာသိရမလား and ဘာကိုပို့ပြီးတော့မှ contribute လုပ်လဲဆိုတော့ first impression ပါ contribute လုပ်တယ်ကွာကျွန်တော် fact လေးတစ်ခုကျွန်တော် share လုပ်ချင်လို့အဲ့ဒါဘာလဲဆိုတော့ဒါတော့ psychologist တွေပြောတာပေါ့နော်လူတစ်ယောက်နဲ့တစ်ယောက်ကပထမအောင်ဆုံးတွေ့တဲ့အချိန်မှာ9 second အတွင်းမှာပဲစကားတော့မပြောရသေးဘူးเนาะမင်းကဘာလဲငါကဘာလဲဆိုတဲ့ဥစ္စာ judgment ကလုပ်ပြီးသွားပြီသူ့ကို trust လုပ်လို့ရလားသူဒီဘာလဲဘယ်သူလဲဘယ်လိုမျိုးပုံစံလဲဆိုတဲ့ image က form ဖြစ်သွားပြီဘယ်လိုသိရမလားဒါတော့မှစကားမပြောရသေးတဲ့အချိန်ပေါ့เนาะအဲ့တော့ကျွန်တော်ပြောချင်တာဘာလဲဆိုတော့ first impression ဒီအရင်အရေးကြီးတယ်ဘယ်နေရာမှာပဲဖြစ်ဖြစ်ဘယ် interview မှာပဲဖြစ်ဖြစ် business dealings မှာပဲဖြစ်ဖြစ်ဘယ်အချိန်အခါမှာအကုန်အရေးကြီးတယ်ဒါပေမဲ့ဒီ dress တစ်ခုတည်းပဲမဟုတ်ဘူးကိုဘယ်လို wear လုပ်တာလဲအဲ့ဒါတစ်ခုတည်းပဲမဟုတ် how you carry yourself ဘယ်လိုကိုယ့်ရဲ့ body posture ဘယ်လိုရှိရလဲကိုယ့်ရဲ့ body language ကဘယ်လိုရှိတာလဲကိုဘယ်လိုစကားပြောတာလဲကိုဘယ်လို eye contact ရှိတာလဲကိုယ့်ရဲ့အနံ့အသက်ဝတ်စားဆင်ခြင်မှုအဲ့ဒါတွေကဘယ်လိုရှိတာလဲဆိုတာအရင်အရေးကြီးတယ် right so အဲ့တော့ bro အနေနဲ့က you're not only selling clothes ပဲရောင်းနေတာမဟုတ်ဘူးဒါတွေအကုန်လုံးကို provide လုပ်နေတာအဲ့တော့ bro အနေနဲ့အဲ့ဒါဘယ်လိုထင်လဲဘယ်လောက်ထိ first impression ဒီဘယ်လောက်ထိအရေးကြီးလဲလူတွေအတွက်ပေါ့နော်ဒါတော့ကျွန်တော်က let's say business context ပဲပြောလိုက်တော့မယ်ဗျာဟိုကောင်မလေးကိုတွေ့ရအကြောင်းတော့မပြောတော့ဘူးလေ business context မှာ first impression အနေနဲ့ဟိုဘယ်လောက်ထိအရေးကြီးလဲ
ပြီးတော့ဒီ first impression ကောင်းအောင်လဲဒီ suit ဝတ်မယ်တော့မဟုတ် smart casual ကိုဝတ်မယ်ဆိုရင်ရောဘယ်လို impact ရှိလဲ bro အဲ့ဒါလေးတစ်ချက်ဆွေးနွေးပေးပါလားဘယ်လိုမျိုးသဘောရလဲ bro အဲ့ဒီဥစ္စာဟုတ်ကဲ့ပါ brother ဟုတ်အဓိကတော့ဗျာ brother ရေကျွန်တော်ရဲ့ experience own experience ပေါ့နော်ကျွန်တော်ရန်ကုန်ကိုစလာတဲ့အချိန်မှာဗျာ brother ရေကျွန်တော်လုပ်ငန်းလုပ်မယ်ဆိုပြီးကျွန်တော်ရောက်လာတာကျွန်တော် tailor အနေနဲ့ရောက်လာတာမဟုတ်ဘူးဒါကျွန်တော် I want to build my business brand ပေါ့နော်အဲ့လိုပုံစံရောက်လာတဲ့အချိန်မှာကျွန်တော်ကိုယ်တိုင်လဲကျွန်တော်ဝတ်စုံဝတ်တယ်ကျွန်တော်တို့ဘန်ကောက်မှာကျွန်တော်တို့ suit မဝတ်ဘူးကျွန်တော်ဘန်ကောက်မှာ10နှစ်နေတယ်ကျွန်တော်မှာ suit တစ်စုံပဲရှိတယ်လုံးဝမဝတ်ဘူးဘာလို့အဲ့မှာကြတော့ကျွန်တော်တို့ဒီ culture တခုမရှိဘူးဗျာကျွန်တော်တို့ဒါ business build လုပ်နေတာမဟုတ်ဘူးဒါ honestly ဒါကျွန်တော်တို့ပြောနေဆိုကျွန်တော်တို့ဈေးပဲရောင်းနေတာဒါကျွန်တော်တို့ building brand လုပ်နေတာမဟုတ်ဘူးဒါပေမဲ့ရန်ကုန်လာတဲ့အချိန်မှာကြတော့ကျွန်တော်တခုက business build လုပ်မယ်ဆိုပြီးကျွန်တော်ရောက်လာဆိုတော့ကျွန်တော် remember ကျွန်တော်အဲ့ချိန်မှာကျွန်တော်အခုဒီမှတ်မိတယ်ကျွန်တော် net ပြရအောင်ပေါ့နော် navy blue ဘာလို့ကျွန်တော်လည်းအမြဲတမ်း customer ပထမ suit ချုပ်မယ်ဆိုရင်ကျွန်တော် navy blue ကိုကျွန်တော် recommend လုပ်တယ်နော် that's the most powerful the color classic any sector ပေါ့နော်သူကဟိုဖြစ်တယ်အသင့်တော်တယ်ဆိုတော့ကျွန်တော်အနေနဲ့လည်းကျွန်တော် suit ဝတ်လာတဲ့အချိန်မှာကျွန်တော်အဲ့ conference ကိုကျွန်တော်သွားတက်တဲ့အချိန်မှာ I was so confident အဲ့လူအမြင်တွေကျွန်တော်ကိုကြည့်တဲ့အချိန်မှာလဲဟာ तू ကဘာတူလဲပေါ့ဟာလူငယ်လေးဘာလုပ်ငန်းလုပ်တာလဲမသိဘူးနော်သူကကြည့်ရတာအောင်မြင်နေတဲ့လူငယ်လူမျိုးပဲအောင်မြင်နေဖို့ကြိုးစားနေတဲ့လူငယ်လူမျိုးပဲဆိုတဲ့ဟာကိုကျွန်တော်တို့ကျွန်တော် feel ရတယ်နော်ကျွန်တော်အဲ့လိုကျွန်တော်ခံစားရတယ်ပေါ့နော်ဆိုတော့အဲ့လိုပဲကိုတကယ်လို့ဗျာဒါပေမဲ့ brother ပြောသလိုပေါ့နော်ဒါဝစ်ဆုံပဲဆိုတဲ့ဟာတော့မဟုတ်ဘူးပေါ့နော်ဒါအဓိကရဲ့ကိုယ့်ရဲ့ဒီတခြားဒီ mindset ဘိုင်းမှာလည်းအများကြီးရှိတယ်နောက်ကိုအတွေ့အကြုံပေါ့နော်ကိုလုပ်ငန်းလုပ်တယ်ဆိုရင်လုပ်ငန်းအတွေ့အကြုံလည်းရှိမယ်နောက် at the same time confident ဒီ dress တွေလည်းကောင်းကောင်းဝတ်မယ်ဆိုရင်တော့အများကြီးအကူအညီဖြစ်တယ်လို့ကျွန်တော်ဖြစ်တယ် experience ရှိတယ်နောက်တစ်ခုကျွန်တော်အခုမလေးရှားကိုကျွန်တော် delegation အနေနဲ့ရောက်သွားတယ်ဟုတ်ကဲ့ပြီးသွားတဲ့ nick ကပေါ့နော်ဒါမလေးရှားမြန်မာကုန်သွယ်ရေးအသင်းကကျွန်တော်တို့ delegation အနေနဲ့ business delegation အနေနဲ့ခေါ်သွားတဲ့အချိန်မှာကျွန်တော်ကအဲ့မှာ suit tie တွေနဲ့အပြည့်ပဲလေသွားတဲ့အချိန်မှာ Maida တို့သူတို့ရလုံးဝဒါ government က operate လုပ်တဲ့ဒီ agency တွေပေါ့နော်တကယ်နောက်ဒီဘက်က metric တို့ပေါ့နော်အဲ့လို agency လူကြီးတွေနဲ့ကျွန်တော်သွားတဲ့ချိန်မှာဆိုရင်ကျွန်တော်ကလုံးဝလူငယ်ပဲလေ brother ရေလူငယ်ဒါပေမဲ့ neck tie တက်တယ် suit တေချာဝတ်သွားတဲ့အချိန်မှာသူတို့ရဲ့စိတ်ဝင်စားမှုကအရင်မြင့်တယ်ဗျာကျွန်တော်တို့ ਨੇ သူစကားပြောတဲ့လာပြောတဲ့တခြားလူတွေနဲ့ compare လုပ်တဲ့အချိန်မှာလဲသူတို့လာပြောတဲ့ပုံစံကလည်းဟာညီလေးကဘာလို့လဲဘာလုပ်ငန်းလုပ်တာလဲဆိုတော့ attention ရတယ် right opportunity ပိုရတယ်လို့ကျွန်တော်ခံစားတခြားကိုပြောနေပါ brother ဒီနား hotel တွေကျွန်တော်တချို့စားသောက်ဆိုင်တွေပေါ့နည်းနည်း high end ရုံးတွေသွားရင်တော့ကျွန်တော်တို့သွားတဲ့အချိန်မှာဟုတ်ကဲ့ဆရာဟုတ်ဒီနေ့များလာတွေ့တာလဲခင်ဗျာအဲ့လိုထိုင်ပါအောင် people treat you different brother အဲ့ဒါကြောင့်ကျွန်တော်ကလူငယ်တွေကိုဗျာဒီဟာကိုဝစ်စေချင်တယ် at least the like hustling လုပ်တဲ့လူငယ်တွေပေါ့နော် or ဒီ level တခုပေါ့နော်ဒီ brand တခု build လုပ်နေတယ်အခုဒါပေမဲ့ဒီကလည်း industry တိုင်းကွာတယ်ဗျာအခုကျွန်တော်ပြောမယ်ဆိုရင်ဟိုအခုနကကျွန်တော်စကားပြောတဲ့အချိန်မှာ brother နဲ့ပြောနေတဲ့အချိန် property စီကဆိုရင်သူလူငယ်လေးသူ sell agent လုပ်တဲ့အချိန်မှာကျွန်တော်ဖုန်းဆက်လာတဲ့အချိန်ကျွန်တော်ဒီ brand တခု build လုပ်နေတယ်ကျွန်တော် content တွေရိုက်မယ် property content တွေရိုက်မယ်ကျွန်တော် suit လူတယ်ဆိုပြီးအဲ့ချိန်မှာကျွန်တော်တို့ကောင်းကောင်းမွန်မွန်ကျွန်တော်တို့ dress လုပ်ပေးလိုက်တဲ့အချိန်မှာအခုချိန်မှာဆိုရင်သူဟိုဒီနေ့စကားပြောရင်းနဲ့ပြောနေစွတ်တွေပါတယ်ဝစ်ပြီးဒီဟိုတိုက်ခန်းတွေရောင်းနေတယ်အိမ်တွေရောင်းနေတယ်ညီလေးမလာရတယ်ဆိုအဲ့လိုပေါ့ brand တစ်ခုဖြစ်သွား differentiate ဖြစ်သွားတာပေါ့ brother ရေဆိုတော့ကျွန်တော်အနေနဲ့ပြောရမယ်ဆိုရင်တော့အများကြီးလူကျွန်တော်တို့အတွက်ပေါ့နော် opportunity ရဲ့နောက်စိတ်ဝင်စားမှုပေါ့အဓိကစိတ်ဝင်စားမှုပေါ့ဘာလို့ဆိုတော့စိတ်ဝင်စားမှုကဒါ opportunity ပဲလေ brother ဆိုတော့အများကြီးဟိုဖြစ်တယ်လို့တော့ကျွန်တော်တို့မြင်တယ် brother အဲ့ဒီဥစ္စာကိုလေကျွန်တော်ဒါလူငယ်တွေကိုလည်းအရန် short မတွက်စေချင်ဘူးသိလားနောက်ဆုံးဒါကျွန်တော်တို့ကဒါ interview context နဲ့ပဲကျွန်တော်ပြောလိုက်မယ်ဒါကျွန်တော်တို့လည်းကျွန်တော်တို့ဒီ potential managers တွေကျွန်တော်ဒီ employees တွေကိုခန့်မယ်ဆိုရင်ဒါကျွန်တော်တို့ကိုယ်တိုင်လည်း interview လုပ်ရတဲ့အပိုင်းလေးတွေလည်းရှိတာပေါ့နော်အဲ့လို interview လုပ်တဲ့အချိန်မှာဘယ်လိုမဆိုဘလို့ရဒီ client ဒီ candidate ဒီဝင်လာပြီဆိုတာနဲ့သူဝစ်စားဆင်ခြင်မှုဘယ်လိုမျိုးပုံစံလဲကိုချက်ချင်း brain နဲ့ကောက်ဖမ်းတာကွာသိတယ်မလားကျွန်တော်ကဘယ်လိုမျိုး read လုပ်လဲဆိုတော့ okay သူတေချာဝစ်စားတယ်တေချာလေးသူနဲ့သူ take care of themselves လုပ်တယ်ဆိုရင် at least သူ့အနေနဲ့ခေါင်းထဲမှာ okay ဒီဥစ္စာကိုအရေးယူတယ်ဒါကိုအရေးပါတယ်ဒါငါအနေနဲ့ I have to be the best ဟိုရှင်းပြောရမယ်ဆိုလို့ရ probability အရာကဟိုအောင်မြင်ဖို့အတွက် probability ကဟုတ်တယ်ဒီတစ်ခုတည်းနဲ့ပဲ increase ဖြစ်နိုင်တယ်လို့ကျွန်တော်ထင်တယ်ဝက်စားစင်ကြီးမှုမှာဂယူဆိုင်ဖို့အတွက်ရယ် how you look bro ကျွန်တော်ထင်တာတော့လေ at the least bro စုမဝေးဘူးဆိုရင်တော့မှ smart casual တော့လွတ်တင်တယ်လို့ထင်တယ်ဝတ်တင်တယ်လို့တော့ကျွန်တော်ထင်တယ်ကွာသိလားဟို rather than အဲ့လိုမျိုး baggy အင်ဂျီတွေလို့ဘာလို့ညအဲ့ကျွန်တော်လည်းလုံးဝမကြိုက်ဘူးဗျာသိလားကျွန်တော်အမှန်ပြောရမယ်ဆိုရင်လေဒါပေမဲ့ကျွန်တော်ကတော့ဒါဟို business dealing မှာပြောတာပေါ့နော်ဟို smart casual ကောင်းကောင်း shoes ကောင်းကောင်းလေးရယ် tailored pants
and proper smart casual ဖြစ်တဲ့ shirt လောက်ဆိုရင် I think it's good enough you don't need a full on suit but of course ဒီဥစ္စာဒီကျွန်တော်တို့တကယ်ကို let's say business ပွဲတွေမှာဘာညာဒါကတော့ compulsory ကျွန်တော်အနေနဲ့တော့ကွာဒီလားဒါပေမဲ့ business dealing business interviews whatever that is ဘယ်လိုမဆို smart casual တော့သွားကိုသွားတဲ့နေဘယ်လိုသိလားအဲ့ဒီမှာတဲ့ interview မှာတဲ့ကျွန်တော်ကအဲ့မှာ judgment ကလာပြီကျွန်တော်ပြောတာကွာဘာသာပြောမှန်တယ်အဲ့ဒါလေကျွန်တော်အခုဘာသာပြောတဲ့အချိန်မှာကျွန်တော်ဟိုကြားဘူးတဲ့ဟာပေါ့နော်ကျွန်တော်တို့ဒီ professional ကျွန်တော် client တွေလည်းပြောတဲ့ဟာပေါ့အဓိကဗျာ brother dress တေချာလုပ်ပြီး interview တက်တယ်ဆိုရင်အရှိကကိုယ့်ကို interview လုပ်နေတဲ့လူကြီးတစ်ယောက်ကဘလို့အမြင်ရှိလားဘလို့မြင်လဲဆိုတော့အော်ဒီတစ်ယောက်ကကိုယ့်ကိုတေချာတိတ်ကဲလုပ်တယ်ပေါ့နော်that's the point ကျွန်တော်တို့အခုခင်ပါဗျာလူတစ်ယောက်ကဘလို့ prepare လုပ်လဲကိုယ့်ကိုတေချာကိုစတာပေါ့ကိုတေချာ prepare လုပ်လို့ရှိရင်တခြားဘိုင်းမှာလဲ तू ကတေချာ prepare လုပ်မယ်ဆိုတဲ့ဟာကို message ကတန်းဝင်တယ်လို့ကျွန်တော်တို့ပြောကြတယ်ဘာလို့ဆိုကျွန်တော်တို့ client မှာလဲဗျာ brother ရေဒီ CEO တွေရှိတယ်ဒီ band တွေရောတခြား sector တွေမှာရှိတယ်သူတို့ပြောတဲ့ဟာပေါ့နော် Steve when I look this boy or interview မှာလာတဲ့အချိန်မှာပေါ့နော်သူတို့ကြည့်လိုက်ရင် तू တက်ရဝတ်တယ်အသေးချာပြင်ဆင်ထားတယ် necktie တက်တယ်ဆိုရင်လည်းဘလို့တက်ထားလဲပေါ့နော် suit ဝတ်ထားလို့ရှိရင်လည်းဘလို့ဝတ်ထားလဲပေါ့နော် suit တော့ဝတ်ထားတယ်ဒါပေမဲ့အရင် wrinkly ဖြစ်ပြီးမှအခုပဲကောက်ဝတ်လိုက်တယ်လို့ဆိုရင်လည်းအော် तू suit တော့ရှိတယ်ဒါပေမဲ့ तू စီကန်းမရှိဘူးဆိုတဲ့ဟာကိုဒါမြင်တယ်ဗျာဒါ interview မှာပေါ့ဒါလည်းခါကြရင်လည်း fabric တွေမှာလည်းကွာတာလည်းရှိတယ်ဒါပေမဲ့ linen နေဆိုရင်တော့ဒါ casual ဖြစ်သွားပြီပေါ့နော်ဒါပေမဲ့ကိုဒီ professional interview တစ်ခုသွားတယ်ဆိုရင်တော့ကိုမှ suit ရှင်းရင်လည်းတခြားလေးမိဘူးတိုက်တာတော့ဒီအရာတွေကဗျာကို interview သွားတဲ့အချိန်မှာရှေ့ကလူကြီးကိုကျွန်တော်တို့ message အများကြီးပေးတယ်ဒါကိုဒီတတရဖြစ်တဲ့လူကိုတာဝန်ယူတယ်ကိုတာဝန်ယူတယ်တခြားကိစ္စလည်းကိုတာဝန်ယူပြီးမှကိုလုံနိုင်တယ်ဆိုတဲ့ဟာကိုအဓိကဘယ်ဟိုကျွန်တော်တို့က what we are trying to also say is ဟိုလူငယ်တွေအနေနဲ့ပေါ့နော်ဒါကျွန်တော်တို့က business context ပဲဒါကျွန်တော်တို့ကပြောတာ right ဟိုသူတို့တွေဘာလို့အကုန်လုံးက competition လုပ်နေကြတာ right အကုန်လုံးက they are trying their best အကုန်လုံးစူးစမ်းနေကြတယ်လုပ်နေကြတယ်အဲ့ဒီမှာကျွန်တော်တို့က competitive edge ပေါ့နော်တရားနဲ့တယောက်ဖွင့်လင်းပြောမယ်ဆိုပိုတာအောင်လုပ်ရတဲ့နေရာမှာကိုက factory အများကြီးရှိတယ်အဲကျွန်တော်တို့ပြောချင်တာကဝစ်စားဆင်ခြင်မှုဒီ factor တော်တော်ကြီးတယ်လို့ကျွန်တော်ကပြောချင်တာအဲ့တော့အဲ့ကြောင့်ကျွန်တော်အနေနဲ့ကလည်းကျွန်တော်ကဟို let's say suit ဝတ်လိုက်တယ်သို့မဟုတ်ဒီဟို proper clothing smart casual at least လောက်ကျွန်တော်ဝတ်လိုက်တယ်ဆိုရင်တမျိုးခံစားရတယ်ပေါ့နော်ပို့ပြီးတော့မှ confident ပို့ဖြစ်လာတယ်ပို့ပြီးတော့မှကိုကပို့ရဲလာတယ်လို့ဒါကိုသုံးသက်တယ်ပေါ့နော်အဲ့တော့လူငယ်တွေအနေနဲ့ကလည်းဒီဥစ္စာကိုသူတို့ focus လုပ်တင်တယ်ဒါ young entrepreneurs up and coming entrepreneurs တွေအနေနဲ့လည်းဒီပေါ်မှာသူတို့ focus ထားတင်တယ်ဝစ်စားဆင်ခြင်မှုဒီအရင်အရေးကြီးပါတယ် first impression ဒီအရင်အရေးကြီးပါတယ်ကိုယ့်ကို take care လုပ်ပါလို့ဒါကျွန်တော်တို့ကအဓိကပြောချင်တာလေ bro အဲ့တော့ bro အနေနဲ့ကဟိုဘယ်လိုမျိုးဆက်ပြီးတော့မှဟို advice ပေးသွားမလဲပေါ့နော်ဘယ်လိုမျိုးပုံစံလေးဝင်ကောင်းမလဲဒါရောတကယ်ပဲဘယ်လို effect ရှိရောဆို bro အနေနဲ့ကလည်းဟို clients တွေအစုံရှိမှာပဲလူငယ်ရှိတယ်လူကြီးရှိတယ်အကုန်လုံးရှိတယ်ဟုတ်တယ်မလားသူတို့ကဘယ်လိုမဆိုဗျာ bro တောင်တွေ့လိမ့်မယ်သူတို့ suit try အောင်လုပ်တဲ့အချိန်မှာတော့မှသူတို့ပုံစံလေးပြောင်းတော့လဲ they feel more confident more powerful suit တွေအနေနဲ့ဒီလိုမျိုး feeling ရစေတယ်ကွာတိလိုက်ပြီဒါကတော့အမှန်ပဲဒါကျွန်တော်တို့ဒီလိုမျိုးပဲတခြားသူတွေတော့ဘယ်လိုလဲတော့မသိဘူးဗျာတိလိုက်ကျွန်တော်လည်းအဲ့လိုပဲကျွန်တော် suit business လုပ်ပေးမယ်ဗျာကျွန်တော်ကိုယ်တိုင်လည်း suit ဝတ်တဲ့အချိန်မှာ very powerful ဖြစ်တယ်ပေါ့နော်အဲ့မဲ့တခုကတော့ဗျာကျွန်တော်တို့မြန်မာနိုင်ငံမှာကျတော့ဒီ culture အခုမှဟိုပြောင်းလဲလာနေတာဟိုအရင်တော့ဆိုရင်ကျွန်တော်တို့တိုက်ပုံဝင်းမှာကျွန်တော်တို့ဒါ leg round shot နဲ့တိုက်ပုံဝင်းမှာပေါ့နော်ပစိုးနဲ့ဆိုရင်နည်းနည်းလေးပို့ပြီး respect ခံရတယ်ဘာလို့ဆိုတော့ဒီကျွန်တော်တို့တော်တော်များများ sector မှာလူကြီးတွေကဒါတွေပဲ dress လုပ်တာဟုတ်ဒါပေမဲ့အခုနောက်ပိုင်းကျတော့ဒါတဖြည်းဖြည်းပြောင်းလဲလာပြီ brother ရေပြောင်းလဲလာပြီဆိုတော့ကျွန်တော်အဓိကဒီက point ပြောတာကြတော့တချို့တွေကျတော့ suit ဝင်းကိုနည်းနည်းဟို shed တယ်လို့အရင် confident မရှိတယ် comfortable မရှိတယ်လို့ဖြစ်ကြတယ်ဒါဖြစ်တယ်လူတိုင်းဖြစ်တယ်ဗျာဒါပေမဲ့လည်းဒီလိုဝင့်နဲ့သူကအချင်းပါသွားလို့ရှိရင်ဒါsuit with တဲ့ဒီအဓိကဟိုအနှစ်သာရကိုပိုတိလာတယ်ဗောနော်ဒါပေမဲ့ပထမမှာဝစ်လိုက်တာနဲ့တခါတည်းတော့ဒါအတိုင်းပါဗျာကျွန်တော်တို့ဒါကျွန်တော်အခုကားစားမောင်းတယ်ဗျာပထမပိုင်းမှာတော့ကိုကြောင်းနေတယ်လို့ရှက်နေတယ်လို့ parking တိုးတဲ့အချိန်မှာလည်းသိရမလားတိုင်ပတ်နေဒါပေမဲ့အခုဆိုရင်ကျွန်တော်တလားလောက်ရှိပြီတော်တော် confidence ရှိတယ်convenience ဖြစ်တယ်အဲ့လိုပေါ့ဗျာအဲ့လိုပုံစံပဲ suit မှာလဲဒါလူငယ်တွေကိုကျွန်တော်ပြောချင်တာတခါကြရင်တခါတည်းကို comfortable မဖြစ်ရင်လဲဒါကို set ဝစ်စေချင်တယ်တခါကြရင်ကို one set မဝစ်ဘူးဆိုရင်တော့ဒီ color ကိုရွေးတဲ့အချိန်မှာသတိထားပြီးရွေးစေချင်တယ်ပေါ့နော်ဒါကျွန်တော်တို့နဲ့ပဲဖြစ်ဖြစ်ဘယ် tailor နဲ့ပဲဖြစ်ဖြစ်ချုပ်တဲ့အချိန်ပဲဖြစ်ဖြစ် or ready made တွေဝယ်တာပဲဖြစ်ဖြစ်ပေါ့နော် color ကိုအရင်ဒီ bright color တွေမဝစ်စေချင်ဘူးမဝယ်စေချင်ဘူး at least for the start with a like dark blue or charcoal gray or a mare ပေါ့နော်ဒီလို color တွေကိုဝယ်ထားတယ်ချုပ်ထားတယ်ဆိုရင်
ကိုတခါကျရင် one set မဝတ်ချင်ကိုကြိုက်တဲ့ favorite jean တခုနဲ့ပဲဖြစ်ဖြစ် chino နဲ့ပဲဖြစ်ဖြစ်အထက်ကကိုကြိုက်တဲ့ polo t-shirt နဲ့ပဲဖြစ်ဖြစ်ကိုစဝတ်ကြည့်လို့ရတယ်ဗျာအဲ့လိုဝတ်ရင်ကို confident ဒါပွဲ occasion ကိုတကယ်လို့ networking သွားမယ်ပေါ့ဖြစ်တယ်ဆိုရင် blazer ဝတ်မယ်အောက်မှာကိုကြိုက်တဲ့ denim ဘောင်းမီတွေဝတ်ပြီးမှပေါ့သွားလို့ရတယ်ကိုတကယ်လို့ wedding attend လုပ်တယ်ဆိုရင်ဒါ one set ဝတ်မယ်ကို one set နဲ့ကျွန်တော်တို့ဒါ formal အနေနဲ့ဝတ်သွားလို့ရတယ်ဗောနော်ကို interview ဆိုရင်ဒါ formal အနေနဲ့suit တွေ tie တွေဝတ်ပြီးမှဒါတွားလို့ရတယ်ဗောနော်ဆိုတော့ပထမတော့ကျွန်တော်လူငယ်တွေပြောစီချင်တာဝတ်ပါကိုတေလာမှာပဲဗျာတွားပြီးမှ bespoke မှာပဲတွားချုပ်စရာမလိုဘူးအခုချိန်မှာရန်ကုန်မှာဗျာ ready made တွေလည်းနည်းနည်းရှိလာပြီဘာဟာဒူကိုတိုင်ကလည်းအခုကျွန်တော်တို့စပြီးမှဒီ ready to wear garment တွေလည်းကျွန်တော်တို့ဆိုင်တွေဖွင့်နောက်ကျွန်တော်တို့ဒီဘက် e-commerce website ကလည်းဒီ launch လုပ်ဖို့ကျွန်တော်တို့ပြင်ဆင်နေတယ်ဗောနော်ဆိုတော့နောက်ကြရင်မေးဆိုတော့တကယ်လို့တေလာမှာဘယ်မဟုတ်ဘဲနဲ့ ready made try လုပ်ချင်တယ်ဆိုရင်လည်းနောက်ကျရင်ကျွန်တော်တို့ဘာဟာဒူ bespoke မှာဒီ product တွေလည်း try လုပ်လို့ရတယ်အဓိကတော့ဗျာ bespoke tailor ထက်နည်းနည်းလေးဟိုပို့ပြီး affordable ဖြစ်မယ်နောက်မိတ်ဆွေတို့ဒါစိတ်ကြိုက် try လုပ်ကြည့်လို့ရတယ်ကိုနဲ့confident ဖြစ်တယ်ကိုကြိုက်တဲ့ဟာကိုဒါရွေးချယ်ပြီးမှ sandwich ကြည့်လို့ရတယ်ဗောနော်ဘယ်မှာသွားစရာမလိုဘာတူပဲသွားဒါပဲရှင်းရှင်းလေးပဲဟုတ်တယ်မလား ready made တွေအများကြီးပဲရှိ or let's say တခြား ထိလေတွေရှိတယ် but ဘာတူပဲဟုတ်တယ်မလားဟုတ်အဓိကတော့ ready made ဆိုပေမဲ့ဗျာ brother ကျွန်တော်တို့ကဟို market မှာရှိနေတယ်လို့ဗျာဟို standard size တွေမဟုတ်ဘူးဒါကျွန်တော်တို့ tailor မှာအခုရန်ကုန်မှာကျွန်တော်လုပ်ငန်းလေးက6နှစ်ရှိပြီမြန်မာ body structure ကိုကျွန်တော်တို့ကတေချာလေး measurement တွေကိုကျွန်တော်တို့ကြည့်ပြီးမှဒါကိုယ့်ရဲ့ customize own measurement ကိုထုတ်ပြီးမှကျွန်တော်တို့ကဒါ ready to wear ကျွန်တော်တို့ဒါကျွန်တော်တို့ထုတ်ရောင်းမှာပေါ့နော်အဓိကတော့ဒါ customer တွေက demand ကိုပဲတချို့ကြတော့ဗျာအခုနောက်ပိုင်းဒီလာမှာတိတ်အချိန်မဆောက်ပေးချင်တာအထူးသဖြင့်ဗျာဒီခရီးထွက်ရတာတို့အမြန်လိုချင်တာတွေရှိအဲ့ဒါကိုလည်းကိုကခဏဖြစ်နေတော့တော်တော်များများကလည်းနိုင်ငံခြား brand နာမည်ကြီးတွေကလည်းဒါတွေလုပ်တယ်လေ brother ရဲ့ဒါ Armani တို့ဒါ Tom Ford တို့ဆိုရင်လည်းဒါသူတို့မှာအိမ်တော့ကတော့တေလာရတာပဲဒါ fashion designer အနေနဲ့ပဲစတာပဲနောက်ပိုင်းကျတော့လည်း customer demand များလာတယ် brand ကလည်း popularity များလာတဲ့အချိန်မှာတော်တော်များများလူတွေကို service လုပ်ချင်တဲ့အနေနဲ့ ready to wear garment တွေသူတို့ကစပြီးရောင်းတာပဲလေကျွန်တော်တို့လည်းဘာဟာဒူကလည်းကျွန်တော်တို့ချစ်တဲ့ sport လုပ်ချင်တဲ့လူတွေများတယ်ဒါပေမဲ့ time ပြီးမှချုပ်တဲ့လူကချုပ်အချိန်မရှိဘူးနယ်မှာရှိတဲ့လူတွေအတွက်လည်းကျွန်တော်တို့ဒါ service လုပ်နိုင်အောင်ဆိုပြီးကျွန်တော်တို့ဒါ ready to wear garment တွေကျွန်တော်တို့အဓိကပါလောက်တာပေါ့ဟုတ်အဲ့တော့တခုလေးဒီလားကျွန်တော်တို့ကဟိုအခုနပဲကျွန်တော်တို့ပြောနေတာပေါ့နော်ဘလို့မဆိုလူငယ်တွေအနေနဲ့ဘယ်သူမဆိုပါပဲသူတို့တွေအနေနဲ့ကအင်ဂျီဝတ်တယ် suit ဝတ်တယ်ဆိုရင်ဟို fitting တခုရှိဖို့လိုတဲ့ smart ဖြစ်ရမယ်နော်ပေါ့နော်ဒါပေမဲ့တခါတလေကျကျွန်တော်တွေးတာကဟို off the rack ကကြတော့လေတချို့သူတွေက fitting မဖြစ်တော့ပူတော်မှကြည့်လို့မကောင်းဖြစ်တယ်အရင် oversize ဖြစ် for example ဒီ cuff တွေဆိုတော့လောက်တိဖြစ်နေတာတို့ဘာတို့ပေါ့နော်အဲ့ဒါတော့ဟိုဘယ်လိုပြောမယ်ဆိုရင်ကွာ standardize ကိုတိတ်နားမလဲသေးတာပေါ့နော်အဲ့တော့ smart ဖြစ်အောင်ဝတ်ဖို့လိုတယ်ဆိုပေမဲ့လေ there is a formula for it right အဲ့ဒါကြောင့်ကျွန်တော်တို့က tailor ကိုပြောတာလေဟုတ်တယ်မလား tailor ဆိုရင်ကိုယ့်ရဲ့ body အတိုင်းတာဘယ် body shape ပဲဖြစ်ဗျာကျွန်တော်ပြောဟိုကဝိုင်းလဲဝါမယ်ပိန်လဲပိန်မယ် buff ဖြစ်လဲဖြတ် buff ဖြစ်မယ်အဓိကဟိုသူ့ရဲ့ body shape နဲ့ လိုက်အောင်လို့ကျွန်တော်တို့က tailor လောက်ထားတာလေဟုတ်တယ်မလားအဲ့တော့ the difference between ကျွန်တော်တို့ဒီ off the rack ဒါပေမဲ့လေဟို fit မဖြစ်တဲ့ဟာနဲ့ tailor to your body နဲ့အရန်กว่าတယ်နော် it doesn't matter နော် bro ကျွန်တော်ပြဘလို့ body shape ပဲဖြစ်ဖြစ် it doesn't matter right bro မှန်တယ် brother အဲ့ဒါလည်းလေဒါတခုကဟုတ်တယ်ကျွန်တော်တို့အခုနောက်ပိုင်းပေါ့ကျွန်တော်တို့မှာ customer ရှိအိမ်တော့ ready made တွေပဲဝတ်တာသူ ready made တွေပဲဝတ်တယ်ဒါပေမဲ့နောက်ပိုင်းသူတို့ကျွန်တော်တို့ tailor made တွေချုပ်ပြီးဝတ်လာတဲ့အချိန်မှာဘာပြောလဲဆိုတော့ Steve တကအိမ်တော့ကိုကိုဓာတ်ပုံကြည့်နေတော့ငါရှက်တယ်ဟိုလက်တရားအရှိန်ကြီးထွက်နေတာတို့နောက်ကိုတွေကလည်းအရှိန်ကြီးပေါ့နော်အပခုံးတွေကကျနေတာတို့ပေါ့နော်အဲ့ဒါလေးတွေလည်းဟုတ်တယ်အဲ့ဒါပေါ့ကျွန်တော်တို့အခုန ready to wear ဟုတ်တယ်ကျွန်တော် tailor တော့ဗျာကျွန်တော်တို့ main ပဲဒါကျွန်တော်တို့ main ကျွန်တော်တို့ဒါ tailor ကိုပဲကျွန်တော်တို့ဒါ main လောက်တာဖြစ်တယ် bespoke tailor ကိုပဲကျွန်တော်လောက်တာပေါ့နော် at the same time ကျွန်တော်အခုနပြောသလိုပေါ့နော်ဒါကျွန်တော်တို့ market customer တွေကျွန်တော်တို့စီလဲခဏရောက်တဲ့အတွက်ကျွန်တော်တို့ဒါ site အနေနဲ့ကျွန်တော် ready to wear တွေလဲကျွန်တော်တို့ဒါထားတာပေါ့နော်ထားတဲ့ emergency ဖြစ်တယ်ဆိုရင်ဒါပေမဲ့အခုနပြောသလိုပေါ့ကျွန်တော်တို့က ready to wear ဆိုပေမဲ့ဗျာကျွန်တော်တို့ site တေချာလောက်ထားတယ်တကယ်လို့ဆိုင်မှာလာပြီးဝစ်တဲ့ချိန်မှာကျွန်တော်တို့ကိုယ်တိုင်လဲ tailor ဖြစ်တဲ့အတွက်အတွေ့အကြုံရှိတယ်ဘယ်လို fit ကဘယ်လိုဖြစ်တင်တယ်ဆိုတဲ့ဟာကိုကျွန်တော်တို့မှာအတွေ့အကြုံရှိတဲ့အတွက်ကျွန်တော်တို့တကယ်လို့ကောက်ဝစ်တဲ့ချိန်မှာ ready made လာဝယ်တဲ့လူလဲအရင်ရုပ်ဆိုးနေတယ်လက်ကအရင်ရှိနေဆိုရင်ချစ်ချင်းကျွန်တော်တို့ကပြင်ပေးတယ်ကျွန်တော်လက်တူပေးတယ် body shoulder ဆိုရင်ကျွန်တော် shoulder ဖြတ်ပေးတယ်အဲ့ဒါကိုကျွန်တော်တို့ကချစ်ချင်းကျွန်တော်တို့ကဒီဝန်ဆောင်မှုလဲကျွန်တော်တို့
ထည့်ပြီးမှစဉ်းစားထားတယ်ပေါ့နော်ဒါစဉ်းစားထားတယ်လုပ်ပေးဖို့ရှိတယ်ပေါ့ဟုတ် yes အဲ့ဒီ point တွေကဟိုအရင်အရေးကြီးတယ်နည်းလေးစုကကြတော့ကိုယ့်ရဲ့ body ပေါ်မှာ fitting ကြမှာပဲကိုကကြည့်လို့ကောင်းမှာပေါ့နော်အဲ့လိုမျိုးအဲ့တော့ bro တခုဒါကျွန်တော်စဉ်းစားကြည့်တာပေါ့နော်ဘာလဲဆိုတော့ဟိုကျွန်တော်တို့သာပြောနေတာဟို business မှာ suit wear တာအရေးကြီးတယ် smart casual လောက်ရတာအရေးကြီးဒါပေမဲ့ bro နည်းစဉ်းစားကြည့်နော် bro ခုနပြောရလေ bro idol Steve Jobs လား bro သူဝတ်တဲ့ပုံစံကြည့် bro the same thing again and again ဘာလဲ तू turtleneck သူဝတ်မယ်ပြီးကြီးစွတ်မယ်ဟုတ်တယ်အဲ့ဒါ Steve Jobs ရှိမယ်ပြီး Mark Zuckerberg ကို bro ကြည့်လိုက်အင်ဂျီအမဲပြီးရင် jeans ဒီအတိုင်းပဲ bro ပြီးရင် Elon Musk ကိုကြည့်လိုက်သူတို့ရဲ့ဝတ်စားတဲ့ဟာတွေကအရန် boring ဖြစ်တယ်ဟုတ်တယ်ပြီးတော့မှဟိုဖြည့်ချင်းပြောရမယ်ဆိုရင်လည်းအဲ့လို smart look တောင်မှပြောလို့မရဘူးပေါ့နော်ဟိုကျွန်တော်တော်တော်များများတွေ့ရ bro အဲ့ဒါ notice ဖြစ်ပြီလား billionaire တွေတော်တော်များများကဝတ်လိုက်မယ်ဆိုရင်ဒါဟိုပဲထက်ကဝတ်ဒါပေမဲ့ bro ပြန်ကြည့်လိုက် they rule the world ဒီလူတွေကပဲ industry မှာအကြမ်းဆုံးဒီဘေးတွေကပဲ industry ကိုစိုးမိုးထားတာကွာသိလားအဲ့သူတို့တွေကြတော့ဘာဖြစ်လို့ဒီလိုမျိုးတွေတလွဲတွေဝင်နေတာဘယ်လိုပြောရလဲအဲ့တော့ကျွန်တော်အများနဲ့စဉ်းစားမိတယ်သိလားမှန်တယ်ဗျာကျွန်တော်တို့လည်းအိမ်တော့ကလည်းဒါကို idol လေးဖြစ်တယ်ဗျာကိုလည်းတွေးရောဟာဒီလူဘာလို့ suit မဝတ်တာလဲပေါ့နော်ဒါပေမဲ့လည်း brother ကြီးသူတို့ကဝတ်တာ boring ဖြစ်တယ်လေဒါပေမဲ့သူတို့ပြောတဲ့ဟာတွေသူတို့ skill တွေသူတို့ရဲ့ဟွာတွေကြတော့ very အရန် high beyond the image image လေ brother beyond the image ဖြစ်တဲ့အတွက်ကျွန်တော်တို့ကအဓိကတော့အဲ့ဒါကိုသူတို့ကအချိန်မပေးဘူးပေါ့ဗျာဒါကျွန်တော်တို့လည်းဒါသူတို့အကြောင်းတွေဖတ်တယ်ဖတ်တဲ့အချိန်မှာသူတို့ interview တွေနားထောင်တယ်ကျွန်တော်တို့ဒီမနေ့ကျရင်ဘယ်ဝစ်ဆောင်ဝေးရမယ်ဘယ်လိုလုပ်ရမယ်ဆိုတာအချိန်မပေးနိုင်ဘူးမ efficiency အေးအဲ့ဒါကိုပြောအဲ့လိုပြောကြဒါပေမဲ့လည်း brother ကြီးအဲ့မှာဘယ်နှယောက်ရှိမယ်ကွာ brother လက်ချိုးယူလို့ရတယ်9ယောက်အလုံးစုံ10ယောက်ဗျာ brother ကြီးဒါပေမဲ့ channel လူတွေကြတော့ brother ရှိတယ်တခြားလူတွေလည်းအခုကျွန်တော်တို့ဒီ LB တို့ဘာတို့ဒါထိန်းထားတဲ့ဟိုဒါ billionaire ပဲဗျာ Bono ဘာလဲမသိဘူးအဲ့သူကထားလာပါသူ company ပေါ့သူတို့ဆိုကြည့်လိုက်လို့ဗျာလုံးဝ dress နော်လုံးဝဖြစ်တယ်သူတို့ billion social ဘာလဲဖြစ်တယ်ဗျာလုပ်ငန်းလဲသူတို့စုံတယ်သူတို့ကြည့်နောက်တခြားလုပ်ငန်းရှင်တွေလည်းအများကြီးရှိတယ်ဗျာ brother ဆိုတော့အဓိကတော့ဒီလိုဗျာ brother ကတကယ်ကိုပေါ့နော်ဒီအထူးသဖြင့်ဒီ engineer တွေရှိမယ်နောက်ဒီ IT ဘက်မှာဆိုရင်လည်း IT သူတို့တွေကြတော့အရင်ကိုဟို personal အရင်ဟို dress လုပ်ပြီးတွားနေကြမလို့ဘူးကွာ brother ရဲ့သူတို့မှာ already သူတို့ skill သူတို့ရဲ့ဒီ skill ကစကားပြောတာပေါ့ brother ရဲ့သူတို့လူနားထောင်ဖို့ဒါ million people ကစောင့်နေတယ် brother ရဲ့ဒါပေမဲ့လူတိုင်းအဲ့လိုမဟုတ်ဘူးလေ brother ရဲ့ကျွန်တော်လည်းလူတိုင်းအဲ့လိုမဟုတ်ဘူးလေကျွန်တော်ထင်တာတော့ bro နောက်ထပ် point တစ်ခုကသူတို့တွေအနေနဲ့ကလည်း level တစ်ခုရောက်သွားပြီ level တစ်ခုရောက်သွားပြီ billionaire status ဖြစ်သွားတယ်မဟုတ်ဒီ industry မှာသူတို့ကလုံးဝဒါ rule လုပ်သွားပြီ right အဲ့တော့သူတို့တွေဒီဥစ္စာမလိုတော့ဘူးလို့တုံးတက်တာထင်တယ်ကျွန်တော်ထင်တာတော့လေ skill level high ဖြစ်သွားတော့မှဒါတွေမလိုတော့ဘူးလေ documentary movie တစ်ခုရှိတယ် Steve Jobs ဆိုမှကြည့်ဘူးလားအဲ့တော်တော် documentary လားတော့ဇက်ကားပဲဗျာ Hollywood ကပဲအော်ကြည့်ဘူးလေbro ကြည့်ဘူးလေ တစ်ခုရှိတယ် Steve Jobs ဆိုပြီးမှ Steve Jobs inside ဆိုပြီးမှတစ်ခုရှိတယ်ဗျာ yes documentary action movie right yes movie sorry it's a movie အဲ့ movie မှာ brother ကြည့်လိုက်ကွာ Steve Jobs ပထမဆုံးသူတို့ product launch လုပ်တဲ့နေရာတွေမှာကြည့်လိုက်အမှsuit တွေပါတယ်ဝတ်ပြီး necktie တွေပါတယ် shape တေချာလုပ်ပြီးမှသွားတယ်လေသူတို့ Macintosh လား Macintosh ဘာညာအစပိုင်းမှာသူတို့ရဲ့ဒီ investor တွေနဲ့သွားတွေ့တဲ့အချိန်မှာလေဟို example ပြောပြတာပါဒါကတော့ movie မှာအပြင်မှာလည်းတကယ်ဟုတ်ရင်ဟုတ်မယ်ပေါ့နော်ဒါပေမဲ့လည်းကျွန်တော်ထင်တာကတော့နီးစက်တယ်လို့တော့ကျွန်တော်ဟိုထင်တယ်ပေါ့နော်ဒါ suit တွေဝတ်တယ်လေဒါ early stage မှာတော့ဒါပေမဲ့ကိုက billion dollar business တကူဖြစ်ပြီးအဲ့လည်းပဲရောက်ပြီဆိုရင်ဒါသူတို့ရဲ့ဒါ uniform တစ်ခုသူတို့လုပ်လိုက်တဲ့ပုံစံပါပဲ don't care ဖြစ်သွားတာ don't care ဖြစ်တာအဓိကဟုတ်တယ်သူတို့ uniform brand တချို့တွေကြတော့သူတို့ဝတ်တယ်လို့ light ဝတ်နေတဲ့လူတွေလည်းတက်ရှိတယ်like Steve Jobs လိုမျိုးပေါ့ yes but ဒါတော့ iconic ဖြစ်သွားပြီလေသူ့ရဲ့ image ကဒီလိုမျိုးဒါ turtleneck နဲ့ jeans နဲ့ဒီဥစ္စာက normal ဖြစ် but also brother another thing ကျွန်တော်ထင်တာပေါ့နော်သူတို့အနေနဲ့ဘာဖြစ်လို့ဒီလောက်ထိသူတို့လုပ်လို့ရလဲဆိုသူတို့ကသူတို့ရဲ့ personal branding ဒီအရင် strong ဖြစ်သွားပြီ right ဘာလို့ဆိုသူတို့ကြည့်လိုက်တာနဲ့သူတို့ဘာဝတ်ထားလဲဆိုတာကိုမကြည့်ဘဲနဲ့သူတို့ရဲ့စကားလုံးဘာထွက်လာမှာသူတို့ knowledge sharing ဘာတွေပေးနိုင်မှာလဲ audience ကိုပေါ့နော်အဲ့ဒီဟာပိုအရေးကြီးသွားရောလူကဘာဝတ်ထားလဲပါဆို view မဆိုင်တော့အဲ့တော့ကိုယ့်ရဲ့ personal branding ဒီလောက်ထိကိုကတိဆောက်လာနိုင်ပြီမို့လို့ကိုက dress တေချာတော့မှ dress မလုပ်ဘူးဆိုရင်ဒါ excuse ဖြစ်သွားတယ်အဲ့ bro imagine the power of personal branding เนาะကိုကဒါကိုတိဆောက်လာတဲ့ဟာနဲ့ကိုယ့်ရဲ့ image နဲ့ကဒါ
ပြောမယ်ဆိုရင်ဗျာလူတွေကဒါကို parallel မြင်သွားတာမြင် on ဟို same image ဖြစ်သွားပြီ bro Tesla ဆိုရင်လည်း Elon Musk ပြေးမြင်တယ် Facebook ဆိုရင် Mark Zuckerberg ပြေးမြင်တယ်ဒီလိုမျိုးပဲလေသူတို့ရဲ့ achievement ကြီးကအရန်ကြီးလို့တဲ့အတွက်ကြောင့်သူတို့ရဲ့ personal branding ကလည်းသူတို့ရဲ့ achievement ပေါ်မှာမိခိုးတာလေအဲ့အတွက်ကြောင့်ဒါတွေမလို့တော့အဲ့လိုဖြစ်ထားမိလား brother တခါကြရဲ့ Mark Zuckerberg yesကိုတည်သွားတယ်တချို့ case တွေဖြစ်တဲ့အချိန်မှာအဲ့ဒါတော့ရတယ်လေ bro အဲ့ဒါတော့မရဘူးလေဒါပေမဲ့သူတို့လေဒါသူတို့ prepare လုပ်ထားတာပေါ့နော်အဲတိုက်တွေပါတယ်သွားရတယ်ကိုကလည်းတခါကျရင်ကို sector မှာလည်းကိုမလို့ဘာညာပေါ့ဖြစ်ပေမဲ့ဒါပေမဲ့စုတစုံ at least like dinner အတွက် taxi တို့ကို Steve ကမရဘူးနော်အဲ့ရန် defend လုပ်တာစုကရှိကိုရှိရမယ်တကယ်ကိုလေးဒီအမြဲတမ်းတင်းနေနားထောင်နေရတော့သူတို့အဲ့လို gala dinner တွေတက်တာရှိတယ်အဲ့လို dinner တွေမှာသူတို့ဝစ်တာတွေ့တယ်လေအဲ့ရှိတော့ရှိတင်ပါလားအဲ့လိုနော်စွတ်တယ်လောက်တော့ရှိတင်ပါလေဒါကတော့ commercial break ပါခဏလေးဝင်ပြီးတော့မှ तू ကစကားပြောစရာလေးတွေအများကြီးရှိလို့တဲ့အဲ့မှာကျွန်တော်တို့ခုနစကားပြောနေနဲ့ခန်းထဲမှာဘာတွေပြောနေမှလည်းမသိဘူး तू လည်းအရင်စကားပြောချင်နေတယ်အဲ့ဘယ်လိုပတ်စံရှာရမှာလဲအဲ့ဘယ်လိုပတ်စံရှာရမှာလဲဟမ်ဘယ်လို business တွေကိုတိစောက်ရမှာလဲဟမ်ဟုတ်တယ်မလားမချင်းဘူးသူကမလေးရှာပေးရမှာတဲ့လာတော့မယ်ဖြစ်တယ်အဲ့ဒါမှကလာတော့ချောလေးတွေ့လားမကြည့်ဘရမဒီနာနဲ့ photo ရိုက်လိုက်ဆိုကြည့်ပါလိမ့်မယ်ကြည့်စရာလေးဆိုဟဲ့လားဟုတ်ကဲ့တမန် podcast လုပ်နေရတယ်ခုလေးမ podcast နဲ့ပါတင်လာလားအခုကျတော့ဝမ်မလုပ်တော့ဘူးလားမပါရေးအဲ့ဒါပါလေမဒီပါတော့နဲ့တော့လည်းကအယောင်ပြန်တယ် contrast ဖြစ်နေပါလားမချင်းနဲ့ပတ်တင်နေချင်းဟဲ့လားကလေးโอเคဦးတဲ့စကားပြောရမယ်နော်ခဏလေး easy ဟာမပြောနိုင်ဘူးနော် easy အိမ်လိုက်တော့ please okay ပြန်မှာနော်ဆိုတော့နောက်တစ်ခုကကြတော့ဒါအမှန်ပြောရမယ်ဆိုရင်ကို Steve ကို entrepreneur တယောက်အနေနဲ့ရော business owner တယောက်အနေနဲ့ရော friend တယောက်အနေနဲ့ရောကျွန်တော်အရင် respect လုပ်တဲ့ point တခုရှိတယ်ကျွန်တော်လည်းအရင်သဘောကျတယ် and myself အနေနဲ့လည်းဒီ point မှာပို့ပြီးတော့မှ improve လုပ်ရမယ်လို့လည်းထင်တယ်ပေါ့နော်အဲ့ဒါဘာလဲဆိုတော့ networking right networking is extremely important for us ဒါဟိုစကလုံးတစ်လုံးတောင်ရှိရယ် quotation တစ်ခုတောင်ရှိရယ် your network is your net worth ဆိုပြီးတော့မှဒါပြောကြတယ်ပေါ့နော်ပြောနေကြတယ်ဒီဥစ္စာဒါအမှန်ပြောမှဆိုအရင် widely spread လို့ဘာဖြစ်လို့ဒီဥစ္စာပြောကြတာလဲပေါ့နော်ဒီကတော့ကျွန်တော်တို့စဉ်းစားစရာတစ်ခုရှိတယ်အဲ့တော့ဟို network ဒီကျွန်တော်တို့ကဟိုတချို့သူတွေအနေနဲ့ကလည်း misunderstand ဖြစ်တဲ့ point လည်းရှိမယ်ဘယ်လိုမျိုးဒါက network ဆိုတာဘာလဲပေါ့နော် networking ဆိုတာဘာလဲအပြင်မှာတောက်စားပြီးတော့မှဟိုဟေးလာဝါလာလုံနေတာလားတမဟုတ်တကယ်ကိုပဲကျွန်တော်တို့အနေနဲ့က objective ရှိဒီဥစ္စာဒီ okay ငါအနေနဲ့ငါ networking သွားမယ်ဆိုတော့ကငါမှာ objective ရှိတယ်ငါအနေနဲ့ productive ဖြစ်ကြမယ် result ရမယ်ဆိုတဲ့ဟာနဲ့ဒါဟိုသွားတဲ့ဟာလည်းရှိတယ်ပေါ့နော်အဲ့ဒီနေရာမှာဟိုကျွန်တော်တို့ကဒါဟိုသိရမယ်လို့ကျွန်တော်ထင်တယ်ဒီဥစ္စာ there's a difference between those two types of networking ပေါ့နော်အဲ့တော့ဟို bro အနေနဲ့ရောဒါဟိုnetworking ဘယ်လိုမျိုးလုပ်ဖြစ်တာလဲဘယ်လိုမျိုးပုံစံလေးတွေလုပ်ဖြစ်လဲဟိုဘလောက်ရော bro ရဲ့ business အတွက်အရေးကြီးလဲဆိုတာလေးကိုနည်းနည်းလေးမျှဝေပေးပါလား bro ဟုတ်ကဲ့ brother ဟုတ်ဆိုတော့ကျွန်တော်ပထမဆုံးကတော့ Bangkok ကနေပဲကျွန်တော်စရမယ်ပေါ့နော်ကျွန်တော် Bangkok ကနေဒီလုပ်ငန်းလုပ်မယ်ဆိုပြီးရန်ကုန်မှာစဉ်းစားလိုက်တဲ့ချိန်မှာ brother ရေကျွန်တော် network Bangkok ကလည်းကကျွန်တော်စလုပ်တာပေါ့နော်အခုဒီ John C Maxwell $1 million baby မြန်မာနိုင်ငံကိုခေါ်တယ်ဒါဘာသူခေါ်တာလဲပေါ့နော်ကျွန်တော်စအောင်ကျွန်တော်ပထမဆုံးကျွန်တော်အဲ့ဒါလေ့လာအဲ့ဒါဖြစ်တော့ဆရာပြေးခိုင်း okay ဒါဆိုရင်ကျွန်တော်ဆရာပြေးခိုင်းကိုကျွန်တော်ခင်အောင်လုပ်ရမယ်ဆိုတော့ကျွန်တော်စပြီး network လုပ်သူ social media မှာတင်တဲ့ post တိုင်းကိုကျွန်တော်အောက်မှာ comment တွေရေးတယ်ကျွန်တော် like တွေပေးတယ် share တွေလုပ်တယ်အဲ့ကလေးကအဲ့လိုကကျွန်တော် network ကျွန်တော် networking ကျွန်တော်စခဲ့တာပေါ့နော်ဆိုတော့ဆရာပြေးခိုင်းနဲ့ကျွန်တော်ပထမဆုံးဒီ youth for future ဘာညာဆိုပြီးတော့ဒီ seminar တစ်ခုလုပ်တယ်သူတို့လေဒါလူငယ်တွေအတွက်ပေါ့နော်အဲ့မှာကျွန်တော်ဆရာနဲ့တွေ့ခွင့်ရတယ်ကျွန်တော်မိတ်ဆက်ဆရာမလို့ဟာ Steve ညီလေးဆိုတော့တခါတည်းတည်သွားပြီဆိုတော့အဲ့ဒါ social media နဲ့ကျွန်တော်တို့အမြဲတမ်းဒါကျွန်တော် follow လုပ်ပြီးမှသူကျွန်တော်တတိထားအောင်ကျွန်တော်အမြဲတမ်းလုပ်တယ်အဲဆရာနဲ့ network လုပ်တယ်ဆိုတော့ဒီနေ့ဒီချိန်မှာကျွန်တော်ဒီဆရာ platform ကနေကျွန်တော်လုပ်ငန်းတွေအများကြီးရတယ်ဆရာကိုတိုင်းဆရာသင်တန်းတွေမှာကျွန်တော်ခေါ်ပြီးမှအဲဆရာရဲ့ဒီ trainer လုပ်မဲ့လူတွေကို suit ဝေးရမယ် Steve C ပဲသွားချုပ်ရမယ်ဆိုတဲ့ဟာကိုဒါဆရာကျွန်တော်တို့ဒါအများကြီးအကူအညီပေးတယ်ပေါ့နော်ဒါကျွန်တော်ဘန်ကောက်ကလေးကနေဆိုတော့အဓိကတော့ပြောချင်တာ network လုပ်တာဆိုတာဗျာကျွန်တော်တို့ဒီပွဲတွေသွားမှ
ဘယ်မဟုတ်ဘူးပေါ့နော်ဒီ chamber event တွေတက်မှပဲမဟုတ်ပဲねနိုင်ငံခြားသွားပြီးမှပဲ network လုပ်တာမဟုတ်ပဲね social media နဲ့ကစပြီးမှကျွန်တော်တို့ network လုပ်လို့ရတယ် effective ပိုဖြစ်တယ်လို့ကျွန်တော်မြင်တယ်ဘာလို့ဆိုတော့ social media သူတို့အများအားကျွန်တော်တို့တတိထားနေတာစာပို့လို့ရတယ်ဒါကျွန်တော်ပထမဆုံးလုပ်ခဲ့တဲ့ network ပေါ့နော်နောက်ဒီဘက်မှာကျွန်တော်ရန်ကုန်ရောက်လာတဲ့အချိန်မှာလဲကျွန်တော်ဆရာတွေပွဲတွေကျွန်တော်တက်တယ်အခုကျွန်တော်ရဲ့တကယ်တမ်းပြောမှဆိုရင်ဒါအရင်ခင်တယ်လူတိများတယ်ပေါ့ကျွန်တော်တွဲနေရဆရာလင်းတန်းညို့ဗျာဒါဆရာလင်းတန်းညို့ဆိုရင် तू ဒီ influence ဒီဟိုလောက်တာပေါ့နော်ဒီကျွန်တော်ပြော motivation ပြောရမှာ motivation လုပ်နေရလဲ तू ကြာပြီနှစ်ပေါင်း20ဝန်းကျင်လောက်ရှိပြီပေါ့နော် तू အခုမှပေါ်လာပြီး a million follower ရတဲ့လူလည်းမဟုတ်ဘူးပေါ့နော်ဆိုတော့အဲ့လိုအချိန်မှာကျွန်တော်လည်းဆရာ seminar တွေကျွန်တော်သွားတက်တယ်ဆရာနဲ့ကျွန်တော် network လုပ်တယ်network လုပ်တဲ့အချိန်မှာ brother ရေဘယ်လောက်ထိဖြစ်လဲဆိုတော့ဒီနေ့ကျွန်တော်6နှစ်မှာလောက်တာเนาะဒီနေ့ထိလည်းကျွန်တော်နဲ့ဆရာနဲ့ relationship ကောင်းတယ်ဆရာ platform မှာကျွန်တော်အမြဲတမ်းဆရာကြော်ညာပေးတယ်ဒါပတ်စံကျွန်တော်တို့ပေးစရာမလိုဘူးเนาะဆရာကိုလည်းကျွန်တော် free ချုပ်တာလည်းမဟုတ်ဘူးဒါဆက်စပိုင်းဆိုရင်ကျွန်တော်တို့4နှစ်5နှစ်ထိပြန်ကျွန်တော်အမြဲတမ်းဆရာလာတယ်ဆိုင်မှာဝစ်စုံတွေချုပ်တယ်ဒါပေမဲ့နောက်ပိုင်းကျတော့ဆရာရဲ့ဒီ Facebook မှာကျွန်တော် live တင်တဲ့အချိန်မှာလုပ်ငန်းတွေကျွန်တော်တို့ဘက်ကလည်းအများကြီးအပြောင်းလဲဖြစ်သွားတယ်ဗောဆရာရဲ့ follower တွေဗောနော် brother ရေကျွန်တော်အိမ်တော့မြောင်းမြတို့ဘာညာဆိုကျွန်တော်မသိဘူး brother ရေဒါပေမဲ့ဒီနေကလူတွေတောင်ကျွန်တော်စီရောက်တယ်မြကြီးနားကယူရောက်တယ်အောက်ပိုင်းဟိုဘက်တခြားမြန်မာနိုင်ငံစုံတယ်လူတွေရောက်လာတယ်ဆိုတော့အဓိကတော့ဒါလည်း network တစ်ခုပဲလေ brother ကျွန်တော်လုပ်တယ်ဆိုတော့လူငယ်တွေဒါကြည့်နေတဲ့လူတွေဗျအဓိကဒါပထမဆုံးကတော့ဗောနော်ကိုလုပ်ငန်းတစ်ခုလုပ်မယ်ဆိုရင် network လုပ်မယ်ဆိုရင်ဒီ social media နဲ့ပဲစပြီးမှကျွန်တော်တို့စပြီး network လုပ်လို့ရတယ်ပြီးသွားလို့ရှိရင်ဆရာတို့ဒါကိုသွားမဲ့ sector မှာဗောနော်ကျွန်တော်ကတော့အခုနစမှာပြောသလို education ဘက်ကကျွန်တော်ကဒီ business ကိုကျွန်တော်တည်ပြီးသွားတဲ့အတွက်ကျွန်တော်က education မှာရှိတဲ့ဆရာတွေ education ဆိုတာဆရာက motivation speaker ဟုတ်ပြီမဲ့အရင်တော့ဆရာလည်းဒီ MBA program တွေဆရာအကြောင်းမှာတင်တယ်မြန်မာ institute ဆိုပဲသူမြန်မာ land institute ဆိုမှဆရာဒီ Towing Center မှာကျောင်းဖွင့်ထားမှတင်တယ်ဗောနော်ကိုဗစ်နောက်ပိုင်းကျတော့ဆရာဒါမတင်တော့အခုကတော့ဆရာ personal branding တွေသူcourse တွေလုပ်တယ်ဗောနော်ဆိုတော့အဓိကတော့အဲ့လိုလုပ်ရင်နဲ့ brother ကြီးအခုချိန်မှာဆိုရင်ကျွန်တော်အတွက်ဒါအလုပ်ငန်းကိုအများကြီးအကူအညီဖြစ်တယ်အဲ့လိုပဲတခြားဆရာတွေအများကြီးရှိတယ် LinkedIn ကလည်း best place for the networking အထူးသဖြင့်ကိုယ့်ရဲ့ဒီ high ticket the product တစ်ခုဖြစ်တယ် or ဒီ high level ဝန်ဆောင်မှုကိုပေးချင်တယ်ဆိုရင် LinkedIn is best go and like follow them and like connect လုပ်မြန်သူတို့စာပို့ကျွန်တော်တို့အဲ့လိုပဲလုပ်တာ brother ကျွန်တော်တို့ဆိုင်မှာအခုလာနေတဲ့ CEO တွေဒီအခု CEO ပြောရင်ဆို MAI ဗျာ MAI ရဲ့ CEO ကလည်းကျွန်တော်တို့ဒါလုံးဝ loyal customer ဖြစ်တယ်ဒါဆရာဖြစ်တယ်ခါကျရင်ကျွန်တော်အကူအညီတချို့အရာတွေအကူအညီလိုရင်ကျွန်တော်တောင်းလို့ရတယ်ဆရာအကူအညီပေးတယ်ကျွန်တော်ဘန်ကောက်ကနေပစ္စည်းယူလာတာရှိတယ်ဗျာဆရာကျွန်တော်လေရင်အစိမ်မပြေဘူးကာကိုဘာဖြစ်တော့ဆိုရင်ဆရာကျွန်တော်ကူညီတယ်ဒါ network the relationship that we build ပေါ့နော်အဲ့ဒါဘယ်ဟာရလဲဆို LinkedIn ကနေကျွန်တော်တို့ network လုပ်ထားတဲ့ဟာဆိုတော့ဒါကတော့ social media နဲ့လူငယ်တွေပတ်စံလည်းမကုန်ဘူး at the same time ပိုပြီး effective ဖြစ်တယ်လို့ကျွန်တော်မြင်တယ် second ကျွန်တော်တို့အခု network ဆိုတဲ့ကျွန်တော်တို့မြင်တဲ့ဟာပေါ့နော်ဒီဘက်ကကျွန်တော်တို့ဒီ event တွေတက်တာ event တွေမှာကျွန်တော်တို့chamber နဲ့စမယ်ပေါ့နော်မြန်မာနိုင်ငံမှာအခုကုန်သွယ်ရေးအသင်းတွေပေါ့နော်ကျွန်တော်ဆိုရင်ကျွန်တော် active ဖြစ်ဆုံးကတော့ British မြန်မာကုန်သွယ်ရေးအသင်းကျွန်တော် very active ဖြစ်တဲ့မြန်မာနိုင်ငံရဲ့ company တော်တော်များများ member ရှိတယ်ဒါ partner တွေဖြစ်တယ်ဗောနော် KBZ ကစပြီး company အကြီးအများကြီးပဲ partner တွေဖြစ်တယ်အဲဆိုတော့အဲ့လိုပဲတခြား company လည်းအများကြီးရှိတယ်နောက် personal entrepreneur အနေနဲ့ဝင်ထားတဲ့ member တွေလည်းအများကြီးရှိတယ်ဗောနော်ဆိုတော့ကျွန်တော်တို့ဒီ chamber ကလည်းကျွန်တော်ကိုယ်တိုင်ကလည်းကျွန်တော်ဒီ networking event တွေစီစဉ်ပေးတယ်စီစဉ်ပေးတာတစ်လားတစ်ခါစီစဉ်ပေးတယ်ဆိုတော့ networking event မှာကိုတက်ချင်တယ်ဆိုရင်ပေါ့နော်ပထမဆုံးအနေနဲ့ကတော့ဒါ member အနေနဲ့ဝင်ပြီးမှ member ဝင်မှဆိုရင်သူက member fee ရှိတယ်တစ်နှစ်မှာဒါကျွန်တော်ထင်တာဒေါ်လာ300လား350လားမသိဘူးပေးရတယ်ဒါ entrepreneur member fee ဆိုရင်ပေါ့နော်ကို corporate partner အနေနဲ့သွားမှဆိုရင်တော့သူ fee နောက်တစ်ခုရှိတယ်ပေါ့နော်ဆိုတော့အဲ့လိုကို member ဝင်လို့ရတယ်member ဝင်ပြီဆိုရင်သူတို့အများအားဒီ information တွေအများအား share လုပ်ပေးတယ်ဒီ update တွေပေါ့ဗျာဒီလုပ်ငန်းအကြောင်းတွေ update တွေအများကြီးလုပ်ပေးတယ် at the same time training တွေအများကြီးရှိတယ်ပေါ့နော်ဆိုတော့သူတို့စီစဉ်ပေးတဲ့ပွဲတော်တော်များများဒီ5 star hotel တွေမှာရှိမယ်တော်တော်များများသူတို့ပွဲမှာလာတက်တဲ့ network လုပ်တဲ့လူတွေကလုပ်ငန်းမြန်မာနိုင်ငံမှာရှိတဲ့လုပ်ငန်းတော်တော်များများကို run လုပ်နေတဲ့လူကြီးတွေပါတယ် executive level တွေပေါ့နော်လူကြီးတွေ CEO တွေပါမယ်သူတို့နဲ့ကိုသွားပြီးမှစကားပြောလို့ရတယ်လေ့လာခွင့်ရမယ်ပေါ့နော် at the same time ကို product ဒီသူတို့အတွက် fit ဖြစ်တယ်ဆိုရင်ကိုဝန်ဆောင်မှုလည်းပေးလို့ရတယ်ဗောနော်ဆိုတော့အဲ့နေရာမှာကျွန်တော်နောက်တစ်ခုကျွန်တော်သတိထားမိတာကွာ brother ရေကျွန်တော်ဒီKBZ ရဲ့ MD နဲ့ကျွန်တော်အလုပ်လုပ်တယ်
ဒါကိုကျွန်တော်ရဲ့ very loyal customer ပဲသူနဲ့အလုပ်လုပ်တဲ့အချိန်မှာသူ့စီမှာလုပ်ငန်းကျွန်တော်အများကြီးမရရင်တောင်သူနဲ့ကျွန်တော်အလုပ်လုပ်တယ်ဆိုတဲ့ဟာက market မှာတိသွားတဲ့အချိန်မှာအများကြီးကျွန်တော်အတွက်ဒီယုံကြည်မှုတစ်ခုပို့ရသွားတာပေါ့နော်ဒါ center of influence လဲကျွန်တော်တို့ပြောလို့ရတယ်အဲ့လိုကျွန်တော်ဒါအများကြီးကျွန်တော် ad technique အများကြီးသုံးတယ်ကျွန်တော် strategy ကျွန်တော် business မှာအများကြီးကျွန်တော်ဘာဟာတူးမှာသုံးတယ်ဗျာအခုနပြောသူဆရာလင်းတန်းရွရှိပြီး local မှာပြောတာပေါ့နော်ဆရာပြေခိုင်ရှိပြီးဒီဘက်မှာတန်ယုံမှာဆိုရင်တန်မက်ကြီးတွေကျွန်တော်ရှိတယ် US ကတန်မက်ကြီးအရင်တော့တန်မက်ကြီးရှိတယ်ကနေဒါတို့နောက်တခြားဒီလုပ်ငန်းရှင်မှာလုပ်ငန်းရှင်တွေရောအများကြီးပေါ့နော်အဲ့လိုပဲကျွန်တော်အဲ့လိုလုပ်လို့ရတယ်ပေါ့နော်တခါကျရင်ကို network လုပ်တဲ့အချိန်မှာဟာ तू ကကျွန်တော် product နဲ့ fit မဖြစ်ပေမဲ့သူ့စီမှာကိုတငယ်ချင်းဖြစ်တယ်သူ့ရဲ့ platform မှာကိုရောက်သွားတယ်ဆိုရင် it help a lot ဟုတ်တယ်ဆိုတော့ကို network သွားလုပ်မယ်ဆိုရင်ကိုအဲ့လိုလဲကိုစဉ်းစားစေချင်တယ်အခုတွေ့ပြီးမှအခုသူ့ကိုရောင်းမယ်ဆိုတဲ့ဟာကျွန်တော် mindset မထားစေချင်ဘူးဟုတ်တယ်ဘာဖြစ် bro ကဟိုဒီလိုမျိုးဗျာ bro ခုနပြောတဲ့ point လေသူတို့တွေအနေနဲ့ bro စီကနေပြီးတော့မှလာပြီးတော့မှ okay suit services တွေယူတယ် suit တွေဝယ်တယ်ဆိုတဲ့ဟာကျတော့အော်ဒီပုံကိုကြီးတောင်မှကို Steve ကို trust လုပ်တာပေါ့နော်တခြားသူတွေကအော် तू က let's say ပေါ့နော် KBZ ရဲ့ MD ကကို Steve စီမှာလာချုပ်တယ်အော်အေးပြဿနာမရှိဘူး तू က okay တယ်အဲ့လိုမျိုးပုံစံအနေနဲ့လည်း bro သွားလို့ရတယ်ဒီဆရာပြေခိုင်းလို့ဘာလို့ဆိုလဲဒါအတူတူပဲဟိုအဲ့လိုမျိုးဟို you can basically feed off their brand as well ပေါ့နော်ဒါကို branding လို့တော့မှဒါပြောလို့ရတယ်မပြော personal brand စီလေးဒီဥစ္စာကျတော့အဲ့ပို့ပြီးဒီခေတ်မှာဗျာပို့ပြီးဟိုဖြစ်တယ် effective ဖြစ်တယ်လို့ကျွန်တော်မြင်တယ်ဘာလို့လဲသူတို့လည်းယုံကြည်မှုတစ်ခုတည်ထားတာ哦ဆိုတော့ကျွန်တော်အတွက်ဒါအများကြီးအကူအညီဖြစ်တယ်ဆိုတော့အဓိကတော့အေးပေါ့ကျွန်တော်သွားနေဟာဆိုတာ British မြန်မာကုန်သွယ်ရေးရှိတယ်နောက်ဒီဘက်ကသူတို့ British မြန်မာကုန်သွယ်ရေးရနောက်ကျွန်တော်ဝင်တာကတော့ဒီမလေးရှားမြန်မာကုန်သွယ်ရေးကျွန်တော်တို့ဒါလည်း very active ဖြစ်တယ်ဒါမြန်မာနိုင်ငံမှာလည်း CEO ကိုယ်တိုင်ကလည်းမြန်မာနိုင်ငံရဲ့လုပ်ငန်းတွေကိုလူငယ်တွေကိုအရန် support လုပ်နေတဲ့ organization တစ်ခုလို့ကျွန်တော်မြင်တယ်အဓိကအဲ့ groups တွေကလည်းအရေးကြီးရနော် bro အဲ့ bro ခုနပြော there are quite a few groups that you said လေဟုတ်တယ်မ bro ဘယ်ကိုသွားမလဲဆိုတဲ့ဟာကလည်းတချို့သူတွေကနည်းနည်းသိတယ် member ဝင်လည်းကိုကဘယ် chamber ကိုလာမယ်ဆိုရင်ဗျာအခုလာမယ်ဆိုရင်ဘယ်အခုနှစ်ခုရှိတယ်ဗျာတချို့ကကျွန်တော်တို့ဟို traditional လုပ်ငန်းရှင်တွေရှိတယ်ကျွန်တော်မြန်မာနိုင်ငံမှာ SME တွေအများကြီးရှိတယ်ပေါ့နော်မိသားစုလုပ်ငန်းတွေအများကြီးရှိဒါပေမဲ့အဲ့မိသားစုလုပ်ငန်းကိုကျွန်တော်တို့က international standard လုပ်ငန်းတစ်ခုဖြစ်အောင်ဒီလုပ်ငန်းဖြစ်သွားအောင်ကျွန်တော်တို့ကူညီပေးနိုင်တာဆိုတာ expert တွေပေါ့နော်အပြင်ကရောက်လာတဲ့လူကြီးတွေအများကြီးရှိကိုသူတို့ဓာတ်ရိုက်မငားနိုင်ရင်တောင်ကိုအဲ့လိုပွဲမှာသွားပြီးမှဟာဒီလူတွေကဘယ်လိုစဉ်းစားတယ်လဲကိုနဲ့သူတို့ကိုလာစားအများကြီးပေးပြီးခန့်လိုက်တဲ့အချိန်မှာစာချုပ်တွေနဲ့တေချာလုပ်လိုက်တဲ့အချိန်မှာကိုရောတကယ်အလုပ်ဖြစ်နိုင်မလားဆိုတဲ့ဟာကိုလုပ်ငန်းရှင်တယောက်အနေနဲ့တက်ပြီးမှလဲသူတို့ mindset တွေကို question တွေလုပ်လို့ရသူတို့လည်း openly စကားပြောတယ်ဗျာအဲ့အကြောင်းတွေလည်းအများကြီးလေ့လာနိုင်တယ်ဆိုတဲ့ဟာကိုဒါကျွန်တော်လုပ်ငန်းရှင်တွေကိုလည်းကျွန်တော် sharing လုပ်ပေးချင်တယ်ပေါ့နော်ဆိုတော့အဲ့ဒါမှပဲ brother ရဲ့အဓိကတော့ဟုတ်နောက်တစ်ခုကျွန်တော်သုံးသပ်မိတယ်လေကျွန်တော်တစ်ခုပြောမယ်ဟို bro ခုနပြောတဲ့ဒါဘာဖြစ်ဟိုစီးပွားလုပ်ငန်းရှင်ကြီးကြီးမားမားဖြစ်တဲ့သူတွေက bro စီကနေပြီးတော့မှ services တွေ suit တွေယူတယ်ဆိုတာကလည်းဟိုကျွန်တော်မြင်တဲ့ပုံစံရက bro အနေနဲ့သူတို့တွေနဲ့ deep ဖြစ်တဲ့ meaningful ဖြစ်တဲ့ relationship တစ်ခုကိုတည်ဆောက်ထားတာပေါ့နော်ကျွန်တော်တစ်ခုပြချင်တယ် bro ကျွန်တော်ဖတ်နေတဲ့စာအုပ်တစ်ခုပြသိလားကျွန်တော်စာအုပ်ဖတ်ပါတယ်ဒီဟာလေးဒါကျွန်တော်အခုလောလောဆယ်ဖတ်နေတာပေါ့နော်ဒါအားလုံးဖတ်မယ်နော်ကျွန်တော်လည်းစာအုပ်ဖတ်မယ်ဖတ်တယ်အားလုံးလည်းစာအုပ်ဖတ်ကြပါဒီက Never Eat Alone by Keith Ferrazzi ပေါ့နော်ဒီဟာကတော့အဓိကသူက networking နဲ့ပတ်သက်တဲ့စာအုပ်တစ်ခုဖြစ်တယ်ဟိုစာအုပ်ကတော့ဗျာဟို pages က let's say 400 pages လောက်ထိရှိတယ်ကျွန်တော်တော်တော်များများတော့ကျွန်တော်ပြီးသွားပါပြီဒါပေမဲ့ကျွန်တော်အဲ့ထဲမှာ summarize လုပ်ချလိုက်မယ်ဆိုရင် तू ကဘာပြောချင်တာလဲဆိုတော့ networking လုပ်တယ်ဆိုရင်လူတွေနဲ့တွေ့တယ်ဆိုရင်deep ဖြစ်ရမယ် meaningful ဖြစ်ရမယ် relationship ကိုတည်ဆောက်ပါလို့ तू ကပြောတယ်နှစ်ဖက်စလုံးမှာ mutual benefit ရှိရမယ်ပြီးတော့မှတချို့သူတွေကကြတော့ဗျာဟို network တစ်ခုတည်ဆောက်တဲ့အချိန်မှာ relationship တစ်ခုတည်ဆောက်တဲ့အချိန်မှာအပေါ်ရံမဲ့သွားတယ်ဘယ်ခုနပြောတယ်လေသူ့ကိုငါဘာရောင်းရမှာလဲဒါမှမဟုတ်ငါသူနဲ့ဘာလုပ်ရမှာလဲအဲ့လိုတွေမဟုတ်ဘဲနဲ့ okay သူ့ကိုငါဘာလုပ်ပေးရမှာလဲ you have to be generous right သူဘယ်လိုလုပ်ပေးရမလဲဒါကိုပဲစဉ်းစားသူစီကငါဘာရမလဲဆိုတဲ့ဟာကိုမစဉ်းစားဘဲနဲ့ငါဒီတယောက်ပေါ်မှာဘာလုပ်ပေးရမလဲသူ့ပေါ်မှာငါတက်နိုင်တဲ့ဥစ္စာကိုငါသူတို့ကိုဘယ်လိုကူညီပေးရမလဲဆိုတဲ့ဟာပေါ့နော်အဲ့ဒီဥစ္စာဒီဘာဖြစ်သွားလဲဆိုတော့ long term deep and meaningful relationship ဖြစ်လာတယ်ပေါ့နော်အဲ့ဒီအခြေအနေမှာကိုကဒါ mutually benefit ဖြစ်တဲ့ businesses တွေကိုလောက်ကြပေါ့နှစ်ဖက်စလုံးအကျိုးမြတ်ရှိကိုရှိရမယ်ဆိုတဲ့ဟာလေးကိုအဓိကဒီစားကိုပြောတော့ never eat alone နဲ့ तू အဲ့လိုမျိုးပြောတယ်အဲ့တော့ तू ပြောတဲ့ concept လေးတွေက simple ဖြစ်တယ်ဆိုပေမဲ့လည်းအရန်ထိရောက်တယ်ဘာလဲတကယ်တမ်းလေ
concept ကကျွန်တော်တို့ Bahadur Bespoke မှာလည်းအဓိကကျွန်တော်တို့ဒါကျွန်တော်အခုနပြောသလိုပေါ့ဒီလို MD တွေနဲ့ CEO တွေနဲ့ကျွန်တော်တို့ relationship ကျွန်တော်တို့ build လုပ်နိုင်တာဆိုတာကျွန်တော်တို့သူတို့ suit ပဲရောင်းတာမဟုတ်ခါကြရင်ဗျာသူတို့လိုတဲ့အကူအညီကိုကျွန်တော်တို့ဘာဟာဒူဘီစမှာတခုပဲကျွန်တော်လည်းအမြဲတမ်းပြောနောက်စာအုပ်တစ်ခုရှိတယ် brother အဲ့ဒါ Gary Vaynerchuk ဆိုတာဒါ marketing မှာတော်တော်နာမည်ကြီးတဲ့ဒါပုံကိုတအုပ်ဖြစ်တယ်သူစာအုပ်တအုပ်ရှိသူစာအုပ်က jab right hook ဆိုတာဆိုတော့သူပြောချင်တဲ့အဓိပ္ပာယ်ကွာပေးတောင်းဆိုတဲ့ဟာအဲ့လိုအဲ့ဆောကျွန်တော်အမြဲတမ်းပဲအဲ့ကြောင့်ကျွန်တော်တို့ Bahadur Bespoke မှာဆိုရင်လည်းကျွန်တော်တို့အမြဲတမ်းကျွန်တော် relationship ကျွန်တော်တို့ဒါ follow up customer ကျွန်တော် approach လုပ်တဲ့ချိန်မှာလည်းကျွန်တော်အမြဲတမ်းကျွန်တော်တို့ဘက်ကအရင်ဘာပေးနိုင်မလဲပေါ့ဘာကူညီပေးနိုင်မလဲပေါ့နော် networking လုပ်တဲ့ချိန်မှာလည်းကိုကဘာ business လုပ်ပေးနိုင်လဲကျွန်တော်ဘယ်လိုကူညီပေးနိုင်လဲအခု legal consultant လုပ်တာဆိုရင်ကျွန်တော်မိတ်ဆွေကဒါဒီလိုလိုနဲ့လုပ်ပေးပါဦးတဲ့နှစ်ဖက်စလုံးလေဆိုတော့ man brother အဲ့ဒါစောင်းလည်းတော်တော်ကောင်းတယ်ကျွန်တော်လည်းဖတ်မှဖြစ် never eat alone ဆိုတော့ဟုတ်တယ်ကျွန်တော်လည်းဒါ brother ရေ networking customer အတွက်ပဲမဟုတ်ကျွန်တော်တို့လုပ်ငန်းလုပ်နေတဲ့အခုကျွန်တော်မှာ partner တွေရှိလာတယ် brother ရေကျွန်တော်တို့လုပ်ငန်းချက်မယ်ဆို partner ဆိုတော့ဒီကျွန်တော်တို့အလုပ်အတူတူလုပ်နေတဲ့ကျွန်တော်မိသားစု member တွေပါပဲဒါကျွန်တော်တို့လာစာအနေနဲ့ကျွန်တော်တို့ ਨੇ အလုပ်လုပ်တယ်ဒါပေမဲ့အခုနောက်ပိုင်းကျတော့ကို့မှာဒီ strong ဖြစ်လာတယ်သူတို့ mindset နဲ့ကို mindset လည်းဖြစ်တယ်နောက်ကြိုးစားလာတဲ့အချိန်မှာကျွန်တော်ဘာလုပ်လဲဆိုတော့ကျွန်တော်တို့နည်းနည်းချင်းဆိုတော့မြောက်ဝင်လာတယ်ဗောနော်သူတို့ကိုလည်းဒါဆိုရင်ဒီလိုဖြစ်မယ်ဗောနော်ဒါကျွန်တော်တို့ဘယ်လောက်ထိကျွန်တော်တို့ဒါ share ပေးတာဗျာပုံမှန်လေးဒီနေ့စကားနဲ့ပြောမယ်ဆိုရင်ကျွန်တော် share ပေးတဲ့ဒီဘာလို့ဆိုကို mindset တူသွားပြီတော့ကိုခွဲလိုက်ပြီဆိုရင်ကျွန်တော်တို့ကပြန်အများကြီးဟိုကလောက်ရမှာကွာဆိုတော့ကျွန်တော်တို့ share လုပ်တယ်ကျွန်တော်တို့ profit share လုပ်တယ်ဆိုတော့အဓိကbusiness partner အနေနဲ့လည်းနောက်ကျွန်တော်အဲ့ဒါလည်းကျွန်တော်စဉ်းစားစီရှင်တယ်ကျွန်တော်ကိုယ်တိုင်လည်းဒါစဉ်းစားတယ်ဗောနော်ဆိုတော့အဲ့ဒါအဓိကကောင်းတယ် brother အဲ့ဒါလေအဓိကဟိုဟာပေါ့နော် expectation တခုမထားသင့်ဘူးလို့ကျွန်တော်ထင်တယ်ဘာလို့ဆို bro လဲဒါတိမယ်တယောက်က bro ကိုကတ်နေတယ်ဗျာလူတယောက်ကိုကတ်နေတယ်ဆိုရင်အဲ့တယောက်ကလည်းပြန် question လုပ်မှာပဲ तू ကဘာလို့ငါနာကတ်နေတယ်လဲဆိုတာအဲ့ဒီ feeling ဖြစ်လာနိုင်တယ်ကိုက expectation တခုရှိပြီးတော့မှသွားပြီး approach လုပ်တယ်ဆိုရင်ဗျာသိရမလားအဲ့တော့အဲ့မှာကိုကဘာစဉ်းစားမှာလဲဆို okay ဒါက normal ပဲငါအနေနဲ့ဒီတယောက်နဲ့ relationship တခုတည်ဆောက်ရမယ်အဲ့ဒီအတွက်ကြောင့် no expectation ဒါဒီ meaningful ဖြစ်တဲ့ deep ဖြစ်တဲ့ relationship တခုပဲငါသူ့အတွက်အချိန်တခုမှဘာလုပ်ပေးလို့ရမယ်လုပ်ပေးလိုက်မယ် let's see where it goes ဆိုတဲ့သဘောနဲ့ပဲဒါသွားမှာလေဟုတ်တယ်မလား that's it not transactional meaningful ဒါကိုကျွန်တော်ပြောချင်တယ်အဲ့ဒါ तू က relationship ပြသွားလို့ရှင် तू က auto နောက်ကနေဒါပဲလေဒီကမေးစရာမလိုဘဲနဲ့တောင်မှဟိုအမှန်ပြောရမယ်ဆိုရင်သူနဲ့ तू naturally flow ဖြစ်သွားတာပဲပြောလက်ဖြတ်ပြီးတော့မှကိုကတောင်းတာမဟုတ်ဘူးလေသိတယ်မလားအဲ့လိုပုံမှန်လေး normally လေး तू ကဖြစ်သွားတာ तू ကဟုတ် brother example ပြောရမယ်ဆို brother နဲ့ကျွန်တော်ပဲပြန်ပြောမယ် brother ကျွန်တော်စီဒါဝိစုံလေးချုပ်တယ်ဒါပေမဲ့ brother ကျွန်တော် brother ဘယ် product တွေရောင်းတယ်ဘယ်လိုလုပ်တယ်ဆိုတော့ brother ကျွန်တော်မပြောဘူးလေ brother ကျွန်တော် Facebook မှာ connect ဖြစ်သွားတယ်ကျွန်တော်တီးသွားတဲ့အချိန် brother ကိုကျွန်တော် contact လုပ်လာတယ် brother ရေးကျွန်တော်ဒီလိုရှိတယ် brother မှာ product တွေကိုကစီစဉ်ပေးလို့ရလားဆိုတော့ brother ကိုယ်တိုင်ကျွန်တော် brother warehouse တီးကျွန်တော်ရောက်နေတယ်နော် brother အသေးစိတ်ကျွန်တော်ကိုယ်တိုင်ပြပေးတာနော်ကိုယ်တိုင်ပြပေးတာဗောနော်ဆိုတော့အဓိကတော့အဲ့ဒါပါပဲကျွန်တော်တို့လည်းဒါပြောတာတော့ကျွန်တော်တို့ပြောတယ်တချို့တွေကြတော့လည်းကျွန်တော်ပြောချင်တဲ့ဟာနဲ့ကျွန်တော်လုပ်နေရမှာမတူဘူးဗောနော်ဒါပေမဲ့အဓိကကျွန်တော်တို့ point ကျွန်တော်တို့ Bahadur Bespoke ဒါကျွန်တော်အရှိမကျွန်တော် customer တယောက်လည်းဖြစ်တယ်ဒါကျွန်တော်တို့ partner တယောက် relationship လည်းကျွန်တော် strong build လုပ်တဲ့ပုံကိုအရှိမကျွန်တော်ပြောတာဆိုတာပါအဓိကတော့ကျွန်တော်တို့လည်းလုပ်ငန်းမှာ relationship ကိုကျွန်တော်တို့ first ကျွန်တော်တို့ထားပြီးမှကျွန်တော်တို့လုပ်ငန်းလုပ်တယ်တချို့အရာတွေဆိုရင်ကျွန်တော်တို့တစ်ခါပြ brother ကျွန်တော်ပြောပြမယ် quick နော်ကျွန်တော် brother ကျွန်တော်အဲ့အိမ်တော့ဘန်ကောက်နဲ့အလုပ်လုပ်တဲ့ချိန်မှာပေါ့ brother ရေကျွန်တော်ဘန်ကောက်နဲ့ပစ္စည်းတစ်ခုကျွန်တော်ယူလာတာအဲ့ဒါအချိန်လိမ့်နေအရင်မရှိသေးကိုဗစ်ချိန်မှာလေအဲ့ချိန်မှာဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ကမြောက်တရားနဲ့ပစ္စည်းတယ်မြောက်တယ်အဲ့ချိန်ကစပြီးနည်းနည်းဟိုလမ်းပန်းဆက်တွေခက်ခဲတဲ့အချိန်မှာဘာဖြစ်လဲဆိုတော့ကျွန်တော်ဘန်ကောက်ကျွန်တော်မြောက်ဒီကျွန်တော်ကိုယ်တိုင်သွားတယ်အဲ့သွားတာလဲကျွန်တော်တငယ်ချင်းကျွန်တော် customer เนาะတငယ်ချင်းမို့ customer เนาะသူကျွန်တော်မျက်နှာကြည့်ကျွန်တော်ကားမမောင်းဘူးလေ line ကားတွေပါလည်းမရှိဘူးသူကျွန်တော်မျက်နှာကြည့်ပြီးမှ Steve ရက်လာတယ်မင်းကမောင်းပေးမယ်ဆိုသူမြောက်ဒီကျွန်တော်မောင်းပေးတယ်မောင်းပေးတယ်ဒါပေမဲ့အဲ့ချိန်မှာဗျာကျွန်တော်တို့ပြန်လာတဲ့ချိန်မှာလည်းအရန်နောက်ကျနေတဲ့ချိန်မှာ customer ကိုကျွန်တော်ဖုန်းဆက်ပြီးမှSteve ရန်အရန်နောက်ကျနေပြီပေါ့ဘာညာပေါ့ဘာလို့ तू ကလည်းဗျာအဓိကအမြန်ချုပ်ခိုင်းတာကျွန်တော်ကလည်းဟိုမလေးရှားတမ်မတ်ကြီးက recommend လုပ်ပေးတဲ့အတွက်ကျွန်တော်ကအားနာပြီးလက်ခံလိုက်တာပေါ့နော်ဒါပေမဲ့တွဲလိုက်တဲ့အချိန်မှာကွတ်တိဖြစ်မယ်ဒါပေမဲ့တခုခုအဲ့လိုပြဿနာတခုပေါ်လာလို့ကျွန်တော်ကမဖြစ်သွားဘူးနော်မဖြစ်သွားနိုင်တယ်လို့ဖြစ်သွားတယ်ဖြစ်သွားတဲ့ကြောင့်ကျွန်တော်မြောက်တီသွားကျွန်တော် customer ကျွန်တော်ဖုန်းဆက်ပြီးပါပြောလဲဆိုတော့ Steve ရက်ဟိုမဖြစ်ရင်တော့ငွေအမ်းပေးတော့လို့ပြောကျွန်တော်အဲ့ချိန်မှာလေကျွန်တော်အထက်ကနေဘလို့ခံစားဒီ answer ထွက်လာလဲဆိုတော့ဆရာကကျွန်တော်တောင်းပန်တယ်ပထမတော့ကျွန်တော်တောင်းပန်တယ်ဒါပေမဲ့ကျွန်တော်မရဘူးလို့ကျွန်တော်မပြောသေးဘူး
ကျွန်တော်စူးစမ်းနေတယ်ပေါ့နော်ဒါပေမဲ့မရခဲ့ဘူးဆိုရင်ကျွန်တော်ပတ်စံအန်းတာပဲမဟုတ်ကျွန်တော်ရော်ကြီးပါပေးပါမယ်ဆရာအချိန် waste ဖြစ်တဲ့အတွက်ကျွန်တော်ရော်ကြီးပါပေးမယ်ဆိုကျွန်တော်အဲ့လိုပြောအဲ့ customer လေအခုချိန်မှာ brother ရေ like good နေမှာတခုခုဆိုရင် Steve လာပါဦးဒါပေမဲ့ကျွန်တော်တို့အချိန်လဲအချိန်မီသူ့ကိုကျွန်တော်လုပ်ပေးနိုင်ခဲ့တယ်ဒါပေါ့လုပ်ပေးနိုင်ခဲ့တယ် pro value ပေးနိုင်ခဲ့တယ်အဲ့ဒါကျွန်တော်တို့ experience ကျွန်တော်တို့ဗျာ excuse မလုပ်ဘူးကျွန်တော် excuse မလို့အဲ့ဒါကိုကျွန်တော်တို့အဲ့ဒါပေါ့ကျွန်တော်ကအဲ့မှာပြတ်သွားပြီဆိုရင်ကျွန်တော်အဲ့ customer တယောက်ပဲမဟုတ် तू ကဟိုဘက်တမက်ကြီးကိုယ်တိုင်ကကျွန်တော် recommend လုပ်ပေးတဲ့ဟိုဘက်မှာပါဟိုဘက် recommend လုပ်ပေးတဲ့လူကလည်းမကောင်းတော့ဘူးလေ brother ရေအဲ့ဒါလည်းကျွန်တော်တို့ refer ကျွန်တော်လုပ်ငန်းမှာလည်း refer အများများတာဟို refer လုပ်တဲ့ချိန်မှာအဲ့ဒါတယောက်ကကိုယ် recommend လုပ်ပေးလို့ရှိရင် very dangerous အဲ့ချိန်မှာကိုကလုံးဝ commitment က 100% ဖြစ်ရအောင်ဘာလို့ဟိုဘက်က customer certified မဖြစ်လို့ရှိရင်ဟိုဘက်မှာပြတ်သွားမှာလေဟိုဘက်ကမျက်နှာပြတ်မှာဟုတ်ဆိုတော့အဓိကတော့အဲ့ဒါပေါ့ brother relationship ကတော့ကျွန်တော်တို့ပဲမဟုတ်ပါဘူးဘယ်လုပ်ငန်းမဆိုဒီချိန်မှာ relationship ကတော့ကျွန်တော် first ထားပြီးစူးစမ်းစေချင်တယ် brother so bro ဟိုတချို့လူတွေအနေနဲ့ကလည်းပေါ့နော်ဒါသူတစ်ဖြင့်လူငယ်တွေ up and coming entrepreneurs တွေအနေနဲ့က networking လုပ်ချင်ကြတယ် bro ဟိုသူတို့အနေနဲ့ဒါနားလဲတဲ့definition တခုရှိတယ်အဲ့ဒီပုံမှာသူတို့ action ယူခြင်းနဲ့ network သူတို့လုပ်ချင်တယ်ပေါ့နော်တခါတလေကြာရင်ဟို complex ဖြစ်တယ်ဘယ်လိုစရမှန်းမသိဘူးဆိုတဲ့အခြေအနေတွေလည်းဖြစ်လာနိုင်တယ် bro အဲ့လိုမျိုးဆိုတော့ bro အနေနဲ့အဲ့လိုပေါ့နော် actionable ဖြစ်တဲ့ step by step လေးပြောမယ်ဆိုရင်ရိုးရိုးရှင်းရှင်းလေးပဲ bro number 1သူတို့အနေနဲ့ဘယ်ကိုသွားတင်လဲဒါ number 1 number 2သူတို့အနေနဲ့ကဲဟုတ်ပြီသွားပြီဆိုရင်ဟိုဘယ်သူမှမသိတဲ့အခြေအနေမှာဘယ်လိုမျိုးပုံစံနေနဲ့သွားရမလဲဘယ်လိုလူတယောက်ကို approach လုပ်မလဲဘာလို့ဆိုတော့ bro networking ဆိုတော့စကားပြောရမယ်လေစကားပြောဖို့တက်သွားတာပြီးတော့မှကို sharing လုပ်ဖို့သွားတာကိုကပို့ပြီးတော့မှ knowledge ရှင်းအောင်ပို့သွားတာကိုပို့ပြီးတော့မှ educated ဖြစ်အောင်ကိုကသွားရဲဆိုတဲ့ပုံမှာကိုတယောက်တည်းဒီလိုမျိုးကုတ်ပြီးတော့မှဒီလိုနေလို့မဖြစ်ဘူး correct အဲ့တော့အဲ့ဒီပုံမှာ okay number 1အနေနဲ့ဘယ်သွားရမလဲဒါလေး bro တစ်ချက်တော့ညပြီ number 2အနေနဲ့သူတို့ event နဲ့ရောက်ပြီဆိုရင်ဘယ်လိုမျိုးလေးစပြီးတော့ opening လုပ်တင်လဲဘာစလုပ်တင်လဲဝင်ပြီဆိုတာနဲ့ဟုတ်ပြီ networking event ဝင်ပြီ event နဲ့ဝင်ပြီအကုန်လုံး okay ပြီကိုက ready to talk ဆိုရင်ဘယ်လိုစပြီးတော့မှစကားပြောတင်လဲဘယ်လိုစပြီးတော့မှ open up လုပ်တင်လဲဘယ်သူနဲ့စကားပြောတင်လဲဆိုတာရော bro နည်းနည်းလေးအကြံဉာဏ်လေးပေးပါအောင်ဟုတ်ကဲ့ပါဟုတ်ဆိုတော့ပထမဆုံးကတော့ဗျာကို network လုပ်မယ်ဆိုရင်နှမျိုးရှိတာဗောနော်ကို professional တယောက်အနေနဲ့ဗောနော် company မှာအလုပ်လျှောက်ချင်တယ်ဗောနော်ကောင်းကောင်းမွန်မွန်ကောင်းတဲ့ company တခုနဲ့အလုပ်လုပ်ချင်တယ် networking လုပ်တဲ့တစ်မျိုးရှိမယ်ဗောနော်နောက်တစ်မျိုးကြတော့ကွာကိုမှာ product တစ်ခုရှိတယ်ဗောနော်ကို service or product or service ရှိတယ်ကိုဒီ product service ကို market ထဲကိုကျွန်တော်ရောက်ဖို့ network လုပ်တဲ့ဟာရှိတယ်ဗောနော်ဆိုတော့ကျွန်တော်အားကြတော့ဗျာကျွန်တော်လုပ်ငန်းလူငယ်တယောက်အနေနဲ့ entrepreneur တယောက်အနေနဲ့ကျွန်တော်ဒီ product တစ်ခုကိုကျွန်တော် market ထဲကိုရောင်းချင်တယ်ပြချင်တယ်ဆိုရင်ဘယ်လို network လုပ်တဲ့ဟာရမယ်ဆိုတဲ့ဟာကိုကျွန်တော်အဓိကပြောမှာပေါ့နော်ဆိုတော့အဓိကပထမဆုံးကတော့ကျွန်တော်ခုနအစမှပြောသလိုလေကိုတွားချင်တဲ့ဒီ product ဒီ best ဘယ်သူကိုရောင်းချင်တာလဲပေါ့နော်ဘယ် community ကိုရောင်းချင်တာလဲပေါ့နော်အဲ့ဒါကို UTB မှာ social media နဲ့စပြီး network လုပ်စေချင်တယ်ကျွန်တော်ကလေမရှက်နဲ့မကြောက်နဲ့ဟိုအရင်တော့ဟို first episode မှာအမားတို့ပြောတာဆိုလိုပဲလေကြောက်တယ်ဒါပေမဲ့ကြောက်တာလူတိုင်းကြောက်တာပဲ brother ရေကျွန်တော်တို့လည်းကားမောင်းတဲ့ချိန်မှာကျွန်တော်တို့လည်းကြောက်တာပဲပထမတော့တိုက်မလားဘာဖြစ်မလားကျွန်တော်တို့ဘန်ကောက်မှာအလုပ်လုပ်တဲ့ချိန်ကလည်းအသက်16ကလူငယ်တယောက်ကဘန်ကောက်ရောက်ပြီးတကယ် executive level လုပ်ငန်းရှင်တွေကိုစုရောင်းတာဘာမှမသိဘူးเนาะ brother ဒါပေမဲ့ကျွန်တော်မလုပ်ဘူးဆိုရင်ကျွန်တော်တတ်မှာမဟုတ်လေဘာလို့ဆိုရင်အဲ့ချိန်မှာတင်တန်းတွေတက်မှာဘာညာလဲမဖြစ်ဘူးဆိုတော့အဓိကဗျာကိုမကြောက်ဘဲနဲ့ approach လုပ်ပါကိုတွားချင်တဲ့sector မှာဗောနော်အခုထားလိုက်ပါတော့မောင်ဖြူမောင်နီဘယ်သူတွေရှိလဲဗောနော်ကိုဒီဝန်ဆောင်မှုပေးချင်တယ်ဆိုရင်သူ့ social media မှာတကယ်ချင်းပို့တာပဲဖြစ်ဖြစ် connect လုပ်တာပဲဖြစ်ဖြစ်စာပို့တာပဲဖြစ်ဖြစ်တကယ်လို့သူတို့အပြင်မှာ event တွေလုပ်တယ်ဆိုရင် event မှာသွားပြီးအားပေးတာပဲဖြစ်ဖြစ်ဗောနော်အစာအုပ်ရောင်းတယ်ဆိုရင်စာအုပ်ဝယ်တာပဲဖြစ်ဖြစ်ဗောနော်ကျွန်တော်ပထမဆုံးကတော့ဒီ way ကိုကျွန်တော်စပြီးလုပ်စေချင်တယ် brother အဲ့ဒါကျတော့ငွေလည်းမကုန်ဘူးနောက် effective လည်းဖြစ်တယ်လို့ကျွန်တော်မြင်တယ်second ကြတော့ဗျာကျွန်တော်တို့ဒီ networking physical networking ကျွန်တော်တို့သွားမယ် event တွေသွားမယ်ဆိုရင်ကျွန်တော်တို့ seminar တွေရှိမယ်ဗျာကျွန်တော်ဘလို့လူငယ်တယောက်ဖြစ်တယ်အရင်တော့ကလည်းဒီ networking တွေတိတ်မသွားဖြစ်ဘူးဆိုရင်ကျွန်တော်တို့မြန်မာဆရာတွေစီစဉ်တဲ့ပွဲတွေကိုအရင်သွားစေချင်တယ်တခါတည်း international standard ကိုကျွန်တော်မသွားစေချင်ဘူးအခုထားလိုက်ပါတော့ဆရာလင်းတန်းညို့က seminar တစ်ခုစီစဉ်ထားတယ်ဆိုရင်အဲ့ seminar ကိုသွားတက်စေချင်တယ်ပထမဆုံးကတော့အဲ့ seminar မှာလူ90တက်တယ်ဆိုရင်အဲ့90လူကလည်းဒါ network တစ်ခုပဲလုပ်လို့ရတယ်လေအဲ့90မှာကိုယ် client တွေလည်းပါနိုင်တယ်ကိုနဲ့လုပ်ငန်းတူတူလုပ်နိုင်တယ် partner တွေလည်းပါနိုင်တယ်ဗျာဆိုတော့အဲ့လိုကျွန်တော်စစေချင်တယ်ဘာလို့ဆိုကျွန်တော်ကိုယ်တိုင်ကလည်းလာတဲ့ချိန်မှာကျွန်တော်တို့ free conference seminar တွေကျွန်တော်တို့သွားတက်တယ်ဒီ
product launch event တွေကျွန်တော်တို့သွားတယ်ဒီစာအုပ်ဟိုဆရာလင်းတန်းကြီးဆိုစာအုပ်တွေဒီ introduce လုပ်တဲ့ပွဲတွေလုပ်တဲ့အချိန်မှာကျွန်တော်တို့သွားတယ်ဒီလိုပွဲတွေကျွန်တော်တို့ကအရင်သွားစေချင်တယ်ပတ်စံလည်းမကုန်ဘူးပတ်စံလည်းမကုန်ဘူးဗျာနောက်အရင်ကိုယ်ကိုလည်းဒါ train ဖြစ်တယ်လို့ခံစားရတယ်ဗောနော်နောက်တစ်ဆင့်ကြတော့ကျွန်တော်တို့ဒါတကယ်လို့တေချာကိုလည်း mindset ကိုလည်းကိုအများကြီးလေ့လာချင်တယ်ပြင်ချင်တယ်international standard business တွေကလည်းဘယ်လို operate လုပ်ချင်တယ်သိချင်တယ်ဆိုရင်တော့ကျွန်တော် chamber ကိုကျွန်တော် join စေချင်တယ် chamber ကို join မယ်ဆိုရင်တော့အဝေးဟိုမသွားဘဲနဲ့ကျွန်တော်တို့ဒါ Malaysia chamber ရှိမယ်နောက် Singapore chamber တွေရှိတယ်ဒီ chamber တွေကြတော့ဗျာကျွန်တော်တို့လုပ်ငန်းရှင်သူတို့နိုင်ငံသားမပိုင်လဲကျွန်တော်မြန်မာပေးခွင့်ဖြစ်ခွင့်ပေးတယ်တချို့ chamber ဆိုရင်ဂျပန်တရုတ်တွေဆိုရင်ကျွန်တော်တို့မှာသူတို့နိုင်ငံရဲ့လုပ်ငန်းရှင်တွေကျွန်တော်တို့နဲ့ partner မဟုတ်ဘူးဆိုရင် chamber ဝင်ခွင့်မပေးဘူးအဲ့ဒါတခုပေါ့နော်ဆိုတော့အဲ့ဒါလေးတွေပေါ့ဆိုတော့ကျွန်တော်ဒီစင်ကာပူတို့ဟောင်ကောင်တို့ဒီ chamber တွေကဈေးလိုက်တိတ်မရှိဘူးမြန်မာဖီးလိုက်တိတ်မရှိဘူးဒါပေမဲ့သူတို့စီစဉ်တဲ့ပွဲတွေမှာဒီတော်တော်များများ chamber ဒီဂျပန် chamber ကဒါရိုက်တာတွေလည်းလာတယ်တခြား CEO တွေလည်းလာတယ်ဆိုတော့သူတို့နဲ့လည်းဒါတွေ့ခွင့်ရမယ်ဆိုတော့အဲ့ဒါလေးကျွန်တော်ဒီ chamber တွေကိုသွားဖို့ကျွန်တော် recommend လုပ်တယ် step by step ပေါ့နော်နောက်တကယ်လို့ event မှာရောက်ပြီးဘယ်လိုစအောင်လဲပေါ့ဟုတ်တကယ်ဒါလေအခုချိန်ထိတောင်ကျွန်တော်တို့တခါကြရင်လေဘယ်သူနဲ့ဘယ်လိုစရမယ်ဆိုတော့ awkward ဖြစ်တယ်လေသိတယ်ဘာလို့အချိန်ရှိတယ်ကွာကိုကထားလိုက်ပါတော့ကျွန်တော်ရှေ့2ရက်3ရက်ရှေ့ကကျွန်တော်တို့ Melia မှာကျွန်တော်တို့ဒီ British Chamber organize လုပ်တဲ့ Inter Chamber networking event တခုရှိတယ်ပေါ့နော် Inter Chamber ဆိုတာဗျမြန်မာနိုင်ငံမှာရှိတဲ့ chamber တော်တော်များများပေါင်းပြီးမှ networking လုပ်တဲ့ပွဲစီစဉ်တာပေါ့နော်အပွဲမှာကျွန်တော်တို့တော့ဈေးကလည်း3,200လာပေးရတယ် ticket price ကလေ3,200ပေးရတော့ကိုစဉ်းစားတော့အခု3,200ပေးရတယ်ကိုလာတဲ့လူနဲ့အကုန်ကျွန်တော်စကားပြောချင်တယ်တန်းရမယ်ကွာသိအောင်မလားအဲ့လိုကိုစိတ်ရှိတယ်ဒါပေမဲ့ကိုကလည်းတခါကျတော့ခုန brother ကျတော့အဆမပြောတယ်လို့အရင်ကမပေါ်ချင်ဘူးကွာတဲ့မကပ်ပဲပေးမဝီနေလဲအရင်ဟိုဈေးရောက်နေတယ်လို့ဖြစ်နေပါကွာကိုအဲ့လိုလဲ relationship မလို့တော့အဲ့မှာအချိန်မှာကိုစကားပြောစားတယ်ပြောအချိန်မှာပေါ့နော်တော်တော်ဒါပေမဲ့ခုနပြော brother မေးတဲ့ထဲမှာကျွန်တော် short ပဲဘယ်လိုစမယ်ဆိုရင်ကျွန်တော်မြန်မာမှာဆိုရင်မင်္ဂလာပါပေါ့ဗျာမင်္ဂလာပါဆရာခေါ်လူတိုင်းကိုဆရာခေါ်ကျွန်တော်အကိုတယောက်ရှိတယ်ရန်ကုန်မှာအောင်မြင်ချင်ရင်းနဲ့လူတိုင်းကိုဆရာခေါ်တယ်အဲ့လိုပဲမဟုတ်ဒါကတော့ပြောချင်တာကွာလီစားတဲ့အနေနဲ့ဒီပွဲတွေ networking သွားတဲ့အချိန်မှာလည်းဒါညီလေးဆိုရင်ညီလေးပေါ့ဆရာတွေဆိုရင်ဆရာမင်္ဂလာပါနေကောင်းလားဆရာဘယ် company ကလဲပေါ့နော်ကိုအရင် introduce လုပ်တာထက်သူတို့မေးစေချင်တယ်ကျွန်တော်အမြင်နဲ့ပေါ့နော်ဒါကျွန်တော်အတွေ့အကြုံလည်းရတဲ့အထက်မှာဆရာတို့ကဘယ် company ကလည်းအဲ့လိုပြောတဲ့အချိန်မှာသူတို့စကားပြောပြီပြောတဲ့အချိန်မှာသူတို့ပြီးသွားရင်သူတို့မေးလိုက်မယ်ညီလေးကဘာလုပ်တာလဲညီလေးကဘယ် company ကလဲအဲ့ဒါလာတဲ့အချိန်မှာကိုပြန်ပြောခွင့်ရတဲ့အချိန်မှာ तू ကနားထောင်ပါလေမဆို तू မေးတာလေ तू နားထောင်ပါလေဆိုတော့ကျွန်တော်ကအဲ့လိုစစေချင်တယ်အစပြီးမှဖြေပေါ့တခါကြရင်လည်းတချို့လူတွေကစကားပြောရင်အရှိကြီးပြောတာပြောတဲ့အချိန်မှာကိုဖြတ်နိုင်ဖို့ကလည်းအဲ့ဒါလည်းဟုတ်ဒါအရေးကြီးတယ်လေဒီတယောက်တည်းနဲ့ပွဲဟုတ်တယ်ကိုကတခြားသူတွေလည်းပြောဘူးရှိသေးတယ်လေအဲ့တော့ limited time ဖြစ်နေတော့ဟုတ်တယ်အဲ့ဒါကိုပို့လိုက်လီပေါ့နော်ကိုအဲ့ဒါဟို exiting အဲ့ဒါဒီမှာလဲပါတယ်ဘယ်နဲ့အဲ့လိုအဲ့ specifics တီကိုပါတယ်တကယ်လို့စကားအရင်များနေဆိုဘယ်လို exit လုပ်ရမလဲဆိုတာကအစအဲ့ detail ထိပြောတယ်ပြောနော်အမှန်ပြောမဆို bro အကုန်လုံးက simple ပဲ bro ခုနပြောတယ်လေ intro လို့မင်္ဂလာပါဒါပဲလေအဲ့ကနေစပြီးတော့မှဒါသူအနေနဲ့သူ industry ကဘယ်မှာရှိရလဲသူကလည်းသူကိုယ့်ကိုပြန်မေးမယ်ဒီကနေပြီးတော့မှပဲ conversation တခုကစလာတာလေအရင်ရိုးရှင်းတယ်တချို့အရာတွေကိုတချို့သူတွေကအရင် over complexity လောက်ချပလိုက်တယ်အရင်လည်းစဉ်းစားလိုက်တာကျွန်တော်တို့ကိုယ်လည်းအတူတူပါပဲတချို့အရာတွေမှာအရင် over thinking လုပ်လိုက်တဲ့ပုံမှာပို့ရှုပ်သွားအမှန်ရိုးရှင်းရှင်းလေးပဲပြောမင်္ဂလာပါဒါပဲဒီကနေပြီးတော့မှကိုကဆက်ပြောဟုတ်တယ်မလား industry ကြောင့်ပြောကိုယ်လောက်တာဘာလုပ်လို့လဲသူလောက်တာဘာလုပ်လို့လဲအဲ့ကနေပြီးတော့မှ conversation တစ်ခုပြီးတစ်ခုဒါ flow ဖြစ်လာမှာပဲဒါပဲအရင်စဉ်းစားစရာမလိုဘူးလို့ရဟုတ်တယ်မလားအဲ့ဒါလေးပဲဆိုရင်တော်တော်ဟွာဖြစ်တယ်အဲ့ဒါလေးကျွန်တော်နောက်တစ်ခါကြရင်လေနည်းနည်း advanced level ရောက်လာလို့ရှိရင်ကျွန်တော်တို့ကဘယ်လိုဖြစ်လဲကျွန်တော်ဟိုတနေ့က Novotel မှာလေ Novotel ရဲ့10နှစ်အထိမ်းအမှတ်အနေနဲ့သူတို့ပွဲလုပ်တယ်ဗောနော်ပြီးသွားတဲ့ဒီတလားရှိတယ်နဲ့အဲ့ချိန်မှာကျွန်တော် GM ကကျွန်တော် customer ဖြစ်တဲ့အတွက် GM ကျွန်တော်ကိုဖိတ်တယ်ဖိတ်တော့ကျွန်တော်လည်းသွားတယ်ဗောဒါပေမဲ့အပွဲကြတော့ဗျာစုံတယ်ဦးစောစောကိုယ်တိုင်ကလည်းသူကလည်းရောက်တယ်ဗောနော်ဒါကျွန်တော်တို့လူငယ် entrepreneur မှာဒါအပါဥစောစောပေါ့နော်သူ့ကိုလည်းတော်တော်လေးစားကြတယ်သူ့အတန်လည်းကျွန်တော်တို့အတွက်တော်တော် inspire ဖြစ်တယ်ပေါ့နော်ဖြစ်တဲ့ချိန်မှာသူလည်းရောက်လာတယ်ဒါသူ့ company ဖြစ်တယ်သူ့ hotel ဖြစ်တယ်ရောက်လာတဲ့အချိန်မှာကျွန်တော်အဲ့ချိန်မှာလေတခုပဲကိုကလည်းစကားပြောချင်တာပေါ့ brother ရဲ့စကားပြောချင်တဲ့အချိန်မှာအမှကျွန်တော်တတိထားမိတာတခုကျွန်တော်ပညာရတကယ်လို့ဒီကိုဒီအဲ့လိုလူကြီးတွေနဲ့တွေ့ချင်တယ်ဆိုရင်ကိုဘသူနဲ့စကားပြောနေလဲအပွဲမှာလေအဲ့ဒါအရေးကြီးတယ်တကယ်လို့ကျွန်တော်ဗျာ
အဲ့မှာ Suzuki ရဲ့ဒီ managing director လည်းပါတယ်သူဂျပန်တကယ်လို့ကျွန်တော်သူနဲ့စကားပြောနေတယ်ဆိုရင်ဥစောစောဒီ Suzuki နဲ့ပြောသူနဲ့လာပြောပြီဆိုရင်ကျွန်တော်တို့ကအဲ့မှာ auto သူနဲ့သူကကျွန်တော် introduce လုပ်ပေးမှာပုံဝင်လို့ကောင်းသွားပြီလေပုံဝင်လို့ကောင်းသွားပြီဟာသူကဘာတူလဲဘာလို့အဲ့ကျွန်တော်အဲ့ချိန်မှာရတဲ့ပညာတစ်ခုပေါ့အဲ့ဂျပန်ကကျွန်တော်ကိုသူတန်ယုံကတမ်းမဲ့ကြီးလာတဲ့အချိန်မှာပေါ့နော်တမ်းမဲ့ကြီးလာတဲ့အချိန်မှာသူကကျွန်တော်အရင်အဲ့လိုအားရှိအားရပါရကျွန်တော်ကို introduce လုပ်ပေးတာဟာသူက Steve သူကဒီလုပ်ငန်းလုပ်တာတမ်းမဲ့ကြီးကလည်းအာယုအပြစ်တမ်းမဲ့ကြီးဆိုတော့အခုသူက CDA လို့ခေါ်တာပေါ့နော်သူကလည်းအားရနားထောင်နေဆိုတော့အဲ့မှာကျွန်တော်ပညာတစ်ခုရတခါကျရင်အဲ့လို event တချို့အရင်ဟိုမြင့်တဲ့ဟိုကို network လုပ်ချင်တယ်ဆိုရင်ဓာတ်ရိုက်မသွားပဲနဲ့ကိုဒီဘက်မှာခင်းတဲ့လူကြီးတယောက်ရှိတယ်ဆိုရင်သူနဲ့အရင်စကားပြောနေလိုက်ဘာလို့လဲ तू ကလည်းသူနဲ့စကားလာပြောမှာပဲလေကျွန်တော်အဲ့မှာတခုပညာရတာဗောနော်နောက်တစ်ခုကတော့ကျွန်တော်အဲ့စကားပြောရင်းနဲ့ဆက်တာဥဆိုစောဆိုတာကျွန်တော်အဲ့မှာတတိထားမိတာ तू ဒီနေရာရောက်တယ်ဘယ်လောက်ထိ तू ကဟို hustling ဗောနော်तू အောင်မြင်တာဆိုတာလဲဒီတိုင်းအောင်မြင်တာမဟုတ်ဘူးဆိုတာကျွန်တော်ပညာတစ်ခုရတာဗောနော်အဲ့ချိန်မှာကျွန်တော်ကိုရီးယားလုပ်ငန်းရှင်တယောက်तू ကစီရိုနာမှာစားသောက်ဆိုင်ဖွင့်ထားတာနောက် तू က Korean tourism လောက်တာအဲ့တော့သူတို့နေအောင်စကားပြောတဲ့အချိန်မှာကျွန်တော်အဲ့မှာဘေးမှာရှိနေတော့ကျွန်တော်နားတော့ဒီဆိုကိုယ်တိုင်ဗျာကျွန်တော်can I exchange can we exchange the numbers ဆိုပြီးတောင်းအဲ့ချိန်မှာကျွန်တော်တခု feeling မှာရလဲဆိုတော့အော် तू ဒီ level ရောက်နေတာတော့အခုထိ तू ရ hustling လုပ်တဲ့ energy ကမကြောက် yes तू connect तू network လုပ်နေတဲ့ energy ကလုံးဝမကြောက်ဘူးအဲ့ချိန်မှာကျွန်တော်ကျွန်တော်ပေါ့နော်ဒါပညာတစ်ခုအနေနဲ့ဟိုမှာလောက်တာဟောလူတယောက်ကဒီ level ထိ operation လုပ်နိုင်တာဆိုတာဒါ तू ပြောမယ်ဆိုရင်ဒါ international level ဟုတ်တယ်ပြောလို့ရတယ်လေतू ဒီချိန်ဒီနေရာရောက်တာတောင်ဒီလောက်ထိ energy ရှိတယ်ဆိုတော့အဓိက point ရတော့ဗျာကျွန်တော်အခုပြောချင်တာဒါ networking ပြောနေတဲ့အတွက်ဘလူးပဲဖြစ်ဖြစ်ကွာကိုကတော့ဒါ networking အများအားလုံးနေရမှာ hustling အများအား energy အပြည့်နဲ့လုံးနေရမယ်ဆိုတဲ့ဟာပေါ့နော်အဲ့ဒါတော့အဓိကနောက်အရင် cheap လည်းမဖြစ်စေချင်ဘူး right like hello how are you ဒါဘန်ကောက်မှာလည်း brother ကြီးကျွန်တော်တို့အရင်တော့ဘန်ကောက်မှာစအလုပ်လုပ်တဲ့အချိန်မှာကျွန်တော်တို့က street မှာ networking လုပ်တာ brother ကြီးဘန်ကောက်မှာ brother ဘန်ကောက်သွားတဲ့ချိန်တတိထားမိလားအဲ့တော့ကလေဆိုင်ရှိမှာရက်ပြီးမှ customer ခေါ်နေတဲ့လူတွေရှိတယ်ဟုတ်တယ်ဟုတ်တယ် brother အဲ့ဒါတတိထားဟုတ်တယ်ရှိတယ်ကျွန်တော်တို့ကိုယ်တိုင်လည်းလုပ်ခဲ့အခုတိတောင်ရှိပါတယ် bro အဲ့ဒါရှိတယ်အခုတိလည်းရှိတယ်အဲ့ချိန်မှာကျွန်တော်တို့ဗျာတတိထားမိလား hello sir nice suit လို့ပြောလို့ရှိရင်တချို့တွေဆိုရိုင်းဆိုင်ဆိုင်စကားပြောတာသွားတာရှိတယ် foreigner တွေပေါ့ဗျာဘာတွေလားအယုံနောက်တွေလားဟောငါသွားချင်တယ်ငါသွားနေရမင်းလည်းဘာညာပေါ့ဒါပေမဲ့အဲ့ချိန်မှာကျွန်တော်တို့က language ကပြောင်း hello sir how are you may I help you what are you looking for ဒီစားတော့ဆိုင်ရှာနေရလားဒီစားတော့ဆိုင်ကဒီလိုရှိတယ်မင်းအမှသွားကြည့်ပါလားအဲ့ဒါတွေပြောနေချင်ပါစကလုံးအတူရ attitude ကပြောင်းသွားတယ် hey brother yeah thank you so you make suit yes you want to get အဲ့မှာဝင်သွားပြီပြီးသွားပြီ brother သိရမလားဆိုတော့အဓိက point ရလေI'm so ပေါ့နော်ကိုခုန brother ပြောသလိုပါပဲအရင်မယောင်းချင်နဲ့ဗျာအရင်မယောင်း bro ကအဲ့ဒီမှာတခါတည်းပဲ value ပေးလိုက်တာလေဘလောက်ဘာ value ပဲဖြစ်ဖြစ်ဗျာ value တစ်ခုပေးလိုက်တယ်အဲ့ဒီမှာ तू ကအော် तू ကငါ့ကိုဒီလိုမျိုးကူညီပေးတယ်ဆိုတော့ okay ငါတစ်ချက်နည်းနည်းလေးမေးလိုက်ပါအောင်မယ်စကားပြောလိုက်ပါအောင်မယ်ဆိုတဲ့ဟာမှာဒါပြီးသွားရောလေကျွန်တော်ပြောတာပြီးသွားပြီအဲ့ဒါလေးပေါ့နော်နောက်ကျွန်တော်စားတော့သားရင်ညိုနေမလား brother တခါကျရင်လေကိုအဲ့ဒါလေတော်တော်အရေးကြီးတယ်လုပ်ငန်းမှာကျွန်တော်အတွေ့အကြုံတစ်ခုပေါ့ brother ဘန်ကောက်မှာအခုပေါ်လာလို့လေကျွန်တော် restaurant ညွှန်းပေးတယ်နော်အဲ့ restaurant ဘယ်လောက်ထိကောင်းလဲဆိုတော့ तू restaurant သွားတဲ့အချိန်မှာဘိုက်နာတယ်လို့ပြောတယ်ကွာဘိုက်နာတယ်ဆိုရင်အဲ့ဆိုင်ရှင်က restaurant owner ကစီးဆိုင်သွားပြီးမှစီးဝယ်လာပြီးမှသူ့ကိုတိုက်ပြီးမှ serve လုပ်တာသူအစားတော့ level of the customer experience brother customer service ကရက်ဆက်တယ်ယူရီးယားအဲ့ဒါတခုကလေကျွန်တော်တို့လေတခါကြရင်ကျွန်တော်မြန်မာလေအများကြီးလေးလာရမယ်ဆိုတာသူတို့က customer experience service မှာတော်တော် advanced ဖြစ်တယ် top အဲ့ဒါကိုကျွန်တော်ကအဲ့ customer ပျော်ပြီးမှလေကျွန်တော်ဆိုင်ကိုရောက်လာတယ် brother the restaurant the people the owner အဲ့ပျော်ပြီးကျွန်တော်ဒီမှာဆုတွေပါတော့ချုပ်သွားတယ်ဟိုကိုညွှန်းပေးတဲ့လူကလည်းသူ့ကိုအဲ့လိုအဓိကကိုပြောချင်တာကွာကိုကိုလည်းတခြားလူတွေညွှန်းပေးတယ်ဆိုရင်ကိုလည်းသူ့ကိုဘယ်လောက်ထိဟို ticket လုံး commitment 100% လုပ်ပေးတယ်ဆိုရင်လုံးဝဒီလိုပတ်နေရမယ်ဗျာသိရမလား right ဟုတ်တယ်ဟုတ်တယ် तू တေချာလုပ်ပေးတဲ့အတွက် तू ကအားချပြီးမှအယံပျော်နေလို့ပျော်ရင်လူတွေက decision လုပ်တယ်လေအဲ Apple ပြောတယ်လို့ပေါ့ make people happy they will reward with their loyalty ဆိုတဲ့ပုံစံပေါ့နော်အဓိကလူတွေကိုပျော်အောင်လုပ်ဖို့အရေးကြီးတယ်ပျော်တဲ့အချိန်မှာဒါလုပ်ငန်းတွေဖြစ်တယ်ပေါ့နော်ဆိုတော့အဓိကအဲ့ဒါပါပဲ brother ဟို soft အရင်ကိုဈေးတယ်လို့မဖြစ်နဲ့ပေါ့နော်စကားပြောတဲ့အချိန်မှာ hello how are you အဲ့လိုပေါ့အဲ့လို the simple things right that's it no be humble be honest be simple ဒါပဲ bro ရအရင် complex ဖြစ်စရာမရှိဘူး fake မဖြစ်နဲ့တဲ့ဟာ fake it until you make it အဲ့ဒါအခုချိန်မှာမဖြစ်တော့ဘူး brother သိရမလားဒါအခုချိန်မှာမရတော့ you don't know you အခုပြောပြမယ်ကျွန်တော်အောက်မှာ car parking လုပ်တာကျွန်တော်
brother ကပတ်ကတော်တော်ကျင်းနေတော်တော်ကျင်းနေကျွန်တော်လေးတော်တော်တိုင်ပတ်အဲ့နဲ့ဘေးမှာအကိုကြီးကကျင်းနေတာအကိုကြီးမင်္ဂလာပါအဲကျွန်တော်တစ်ချက်လောက်ကြည့်ပေးပါဦးတော့ဟောပြေးလာတဲ့သူပုံစံလဲကုညီပေးမဲ့ဟိုဖြစ်နေတော့အဲ့နဲ့ကျွန်တော်မရှက်ဘူးကွာကျွန်တော်မတက်ဘူးမလားကျွန်တော်မရှက်ဘူးကျွန်တော်ယူတည်တည်သူ့ကိုပြောတယ်အဲသူတခြားကညီလေးဆုပ်အဲဒီမှာထိမယ်နော်မင်းတကား detail တော့ brother ဟိုတကားနဲ့ဖွင့်တဲ့ချိန်မှာဟိုမှာကြက်မယ်နော်ဆိုအတိကပြောချင်တာလူတွေကိုတခါကြရင်လဲမတက်ဘူးဆိုရင်မတက်ဘူးပဲသိရမလား there's people always help you yes and they came up ဘယ်လိုဖြစ်လဲဆိုတော့ brother လူတွေကကုညီရတာကိုပြောတယ်အပူညီရတာကိုပြောတယ် brother ဟာငါတို့ဒါကုညီလိုက်တယ်ဟာသူငါ့ကိုကျေးဇူးတင်သွားတယ်ဆိုတော့အဲ့ဒါဆွဲတယ်ဒါပေမဲ့ကုညီရတာပျော်အောင်လို့လေဟိုဘက်ပါတီကဘလို့သူ့ treat လုပ်လဲဆိုတာလေဒါအရေးကြီးဒါအဓိကပဲလေဟိုလိုမျိုးဟိုသိရမလားဟိုအရင်အတကြီးပြီးတော့မှလို့ဒီလိုပြောရဆိုအဲ့ဒီဥစ္စာ result က different ပဲလူတွေကဘလို့ကုညီခြင်းလဲဆိုတဲ့ဥစ္စာကိုကသူတို့ဘလို့ treat လုပ်လဲ right ဒီဟာကအဓိကပဲလေ bro right so I really appreciate it bro အနေနဲ့လည်းအများကြီးပဲဟိုဒါကျွန်တော်ထင်တာတော့ဒီ young entrepreneurs တွေအနေနဲ့ရော network လုပ်ချင်တဲ့သူတွေနဲ့ရောအရန်ကိုဒါ beneficial ဖြစ်မဲ့ points လေးတွေ bro ပြောခဲ့တယ်ကျွန်တော်တကယ်ဟိုဒါအမှန်ပြောကျွန်တော်တို့လည်းဒါအများကြီး learning ဖြစ်တယ် bro အဲ့တော့ thank you for that I really appreciate it ကောဘသွားမယ် bro ကျွန်တော်လည်းသွားမယ်လေသွားမယ်မ bro ကျွန်တော်အဲ့ဒါပြောလို့ actually ကျွန်တော်အနေနဲ့ကလည်းကျွန်တော်ပွင့်လင်းလင်းကျွန်တော်ပြောရမယ်ဆိုရင်အဲ့ဒီအပိုင်းမှာကျွန်တော်ပို့လိုနေသေးတယ်ကျွန်တော်နည်းနည်းပို့ပြီးတော့မှဒီ network အပိုင်းပို့ပြီးတော့သွားဖို့လိုတယ်ပေါ့ကျွန်တော်အတွက်လည်းဒီဥစ္စာဒါ bro ဘာဖြစ် sharing လုပ်တာ appreciate ဖြစ်ပါတယ် bro ဒါကျွန်တော်နေလည်းပို့ပါမယ် bro နဲ့ကျွန်တော်လည်းသွားမယ်ဗျာဟုတ်တယ်မလားကျွန်တော်ယုံကြည်လာကောင်းတယ်ကျွန်တော်တို့ဒါကတော့ဟိုနောက်ဆုံး segment လေးပေါ့နော်ကျွန်တော်ဒီ Alpha Mindset podcast မှာပုံမှန်အရာကျွန်တော်အများနဲ့ဒါထည့်တာရှိတယ်ပေါ့နော်ဒါနောက်ဆုံးအပိုင်းလေးမှာကျွန်တော်ဒီမှာလာတဲ့ guest တွေအကုန်လုံးပေါ့ဒါ entrepreneurs တွေအကုန်လုံးကိုကျွန်တော်တခု one short advice ပေါ့ဒါကျွန်တော်ဒီ young entrepreneurs တွေကိုဟိုပေးစီခြင်းတယ်ပေါ့နော်ဘာလို့ဆိုကျွန်တော်တို့မှာအများကြီး advice တွေပေးစရာရှိတယ်ဒါပေမဲ့ဟိုဘယ်ဟာလေးကအနှစ်သာရရှိလဲဘယ်ဟာလေးကပို့ပြီးတော့မှဟိုတကယ်ကိုပဲအရေးကြီးတဲ့ point လေးဖြစ်လဲပေါ့နော် bro အနေနဲ့ရောဘယ်လိုမျိုး suggestion ပေးခြင်းလဲလူငယ်တွေကိုပေါ့နော်အဓိကသူတို့အနေနဲ့သူတို့ကြားတင်တဲ့ဟာသူတို့လုပ်တင်တဲ့ဟာလေးကိုဘယ်လိုမျိုးလေး sharing လုပ်ခြင်းလဲကျွန်တော်အဓိကတော့ brother ရေကျွန်တော်တို့ဒါ entrepreneur ရှိမယ် entrepreneur ဆိုတာဒါလူငယ်လုပ်ငန်းရှင်ပေါ့ဗျာလူငယ်ဆိုတာလည်းလုပ်ငန်းရှင် entrepreneur လူငယ်ဆိုတာလည်းအဓိကအသက်နဲ့မဟုတ်ဘူးပေါ့နော်လူတယောက်ကအသက်ကြီးရယ်ဒါပေမဲ့ तू က concept တစ်ခုအသက်ကို तू လုပ်နေဆိုရင်လည်းဒါလူငယ် entrepreneur ပဲပေါ့နော်ဒါကျွန်တော်ကတော့အဲ့လိုခံယူထားတယ်ပေါ့နော်ဆိုတော့အဓိကတော့ဗျာကျွန်တော်ပြောချင်တာကတော့ဒါ entrepreneur လုပ်ငန်းရှင်တွေဖြစ်မယ် or ဝန်ထမ်းတွေပေါ့အခုဝန်ထမ်းတွေ or ဝန်ထမ်းကြောင်းပြီးတယ်အလုပ်စလုပ်မဲ့လူတွေအတွက်ပါကျွန်တော်နည်းနည်း sharing လုပ်ပေးချင်တယ်ဗောနော်အဓိကတော့ဗျာ brother ရေလူငယ်ကြောင်းပြီးသွားပြီအလုပ်လုပ်တဲ့ချိန်မှာကိုအလုပ်လုပ်တဲ့ချိန်မှာထားလိုက်ပါတော့စားတောက်ဆိုင်မှာ waiter တယောက်လုပ်မယ်ဆိုရင်တော့ငါတရက်ဒီငါ restaurant ပိုင်ရမယ်ဆိုတော့ mindset နဲ့ကျွန်တော်လုပ်စေချင်တယ် brother ဒါမှतू အဲ့ mindset နဲ့အလုပ်ဝင်တဲ့ချိန်မှာ तू က step by step तू ကလေ့လာတော့ဦးနောက်က always learning yes तू ကraw ဒီ vegetable တွေဘယ်ဟာလာလဲအသားတွေဘယ်ဟာဝယ်လဲနောက် customer လာတဲ့အချိန်မှာဘယ်လိုဆက်ဆံနေလဲ तू always learning ဖြစ်နေဒါ brother ကျွန်တော်ပြောတာကျွန်တော်အတွေ့အကြုံနဲ့ကျွန်တော်ကိုယ်တိုင်ပြောရလေ brother ကျွန်တော်ဘန်ကောက်မှာအလုပ်လုပ်တဲ့အချိန်မှာကျွန်တော်တို့ဝန်ထမ်းလုပ်တယ်ဒါပေမဲ့ကျွန်တော်တို့ဒီတရက်ဒီလုပ်ငန်းကိုကျွန်တော်တို့လုပ်ငန်းကျွန်တော်တို့လုပ်မယ်ဆိုတဲ့ဟာ mindset ကျွန်တော်တို့မှာရှိတဲ့အတွက်ကျွန်တော်တို့ step by step fabric ဘယ်ကလာတာလဲ tailor တွေကဘယ်သူတွေလဲ tailor တွေနဲ့ဘယ်လိုpayment တွေဘယ်လိုလုပ်ရလဲပေါ့နော်နောက်ဆိုင်ခန်းတွေဘယ်လိုငားရလဲဆိုင်ခန်းငားရင်ဘယ်လောက်ပေးရတယ်ဆိုတဲ့ဟာကိုကျွန်တော်ကဘန်ကောက်ကလေးကကျွန်တော်ကဒါလေ့လာထားတာဆိုတော့လူငယ်တွေပေါ့နော်အခုကြည့်နေတဲ့လူငယ်တွေလည်းဝန်ထမ်းစလုပ်မယ်ဆိုရင်လည်းဘယ် industry ပဲဖြစ်ဘာပဲဖြစ်ဘယ်သူမှဗျာ okay ကိုကြည့်လိုက်တာကိုရည်ရွယ်ထားဒီလုပ်ငန်းမဟုတ်ဘူးလို့အခုထင်မိမယ်ဒါပေမဲ့ကိုလုပ်ငန်းလုပ်လိုက်တဲ့အချိန်မှာကိုစိတ်ပါလာတယ်ဆိုရင်ဒါကို professional ဖြစ်နိုင်တယ်ဒါပေမဲ့ကျွန်တော်တို့ကကျွန်တော်အဖေဆိုရင်လည်းသမားကျွန်တော်တကယ်လဲလောက်တာကျွန်တော်တို့စပားတွေစိုက်တယ်ကြံတွေလောက်တယ်ဒါပေမဲ့ကျွန်တော်တီလာဖြစ်မယ်ဆိုတာကျွန်တော်ဘယ်လိုတွေးမလဲဗျာဒါဟုတ်တယ်လေ connected လို့မဖြစ်ဘူးလေဗျာဒါပေမဲ့ဘန်ကောက်ရောက်တယ်ဒီ industry ကိုရောက်တဲ့အချိန်မှာကျွန်တော်က customer ကိုဒါ service လုပ်တဲ့ဟာကိုအရန်ပြောဒီ brother ကျွန်တော် ask လို့မယ် who I am လို့ပြောမယ်ဆိုရင် I'm the guy who the customer ကို serve လုပ်တဲ့ဟာကိုပျော်တဲ့ဒါလူတော်ဘူးဖြစ်ကုညီရတာပျော်တယ်ကွာဆိုတော့လူငယ်တွေကိုကျွန်တော် advice short ပြောရမယ်ဆိုရင်အလုပ်လုပ်ပါဗောနော်အလုပ်လုပ်တဲ့ချိန်မှာလဲကိုဘာပဲလုပ်ကိုတရက်ဒီလုပ်ငန်းကိုလုပ်မယ်ဆိုတဲ့ဟာ mindset နဲ့ကျွန်တော်လုပ်စေချင်တယ်ဗောနော်ဒါဘာလို့ဆိုဒါမှလဲ brother entrepreneur ဆိုတာဖြစ်လာတဲ့ချိန်မှာအများကြီးအကူအညီဖြစ်တယ် brother
အများကြီးအကူအညီဖြစ်တယ်ကျွန်တော်တို့ဆိုရန်ကုန်စလာတယ်စိုင်းတစ်ခါတည်းမဖွင့်ဘူးဘာလဲအဲ့ချိန်မှာဆိုရင်ကျွန်တော်တို့ရန်ကုန်စလာတဲ့ဆိုရင်2019ဆိုအရန်ကောင်းနေတဲ့အချိန်လေရောက်လိုက်မှဆိုရင်စိုင်းခန်းနေဆိုရင်ဘာသာ30 30ရှိတယ်အဲ့ချိန်30 30ဆိုတာငွေအများကြီးတော့ဒေါ်လာ1300ပဲရှိတယ်ဟုတ်တယ်တကယ်လို့ဒါကျွန်တော်အဲ့ချိန်ဘာသာရေအဲ့အမောက်ကိုကျွန်တော် rent နည်းနည်း3နှစ်စာချုပ်လုပ်တဲ့ချိန်လုပ်လိုက်ပြီဆိုရင်ကျွန်တော်ကိုဗစ်ဖြစ်တဲ့ချိန်ကျွန်တော် guam ပြီလေဘာသာဟုတ်တယ်အလုတ်ကမဖြစ်တာဗျာဒါလေ lockdown ဖြစ်တယ်ပွဲတွေမရှိဘူးဗျာဒါဒါပေမဲ့ကျွန်တော်ဒီဘန်ကောက်မှာအလုပ်လုပ်တဲ့အချိန်မှာအတွေ့အကြုံဝန်ထမ်းလုပ်တဲ့အချိန်မှာဒါကိုတေချာလေးဟိုလှုပ်ထားတဲ့အတွက် website တစ်ခုနဲ့ကျွန်တော်ရောက်လာတယ် website လှုပ်တဲ့အတွက် what type of business you do ဆိုမှာကပ်ပေးတယ်ကပ်ပေးတာကျွန်တော်ကျွန်တော် website ဖွင့်လိုက်တယ်နော် very professional ပဲဗျာဒါ website မှာဒေါ်လာ1000လောက်ကျွန်တော် spend လုပ်ပြီးတေချာလှုပ်ထားတယ်ကွာကိုဝန်ထမ်းတဲ့ဘဝကို9နှစ်6နှစ်9နှစ်လောက်ထားတယ်ဆိုရင်ဒေါ်လာ1000လောက် website တစ်ခုကတော့ကိုဟိုလောက်နိုင်တဲ့ငွေကတော့ save လုပ်ထားမှာပဲ brother ကျွန်တော်အဲ့လိုစစေချင်တယ်ဆိုတော့အဓိကအလုပ်လုပ်ပါကျွန်တော်လူငယ်တွေကို address ပေးချင်တာလေအလုပ်လုပ်ပါအလုပ်ကိုလုပ်တဲ့ချိန်မှာတေချာလေးလေ့လာပါဗောနော်တေချာလေးလေ့လာပါကိုဒီတရက်လုပ်ငန်းရှင်တယောက်ဖြစ်မယ် entrepreneur တယောက်ဖြစ်မယ်ဆိုတဲ့ဟာကို mindset နဲ့ကျွန်တော်ကအလုပ်ကိုလုပ်စေချင်တယ် brother အဲ့လိုတွေးပြီးလုပ်မယ်ဆိုရင်ကိုစိတ်ဓာတ်လည်းမကြဘူးကိုလစာလည်းကိုလည်းလစာဘယ်လောက်ရတယ်1သိန်းရတယ်2သိန်းရတယ်ဟာလည်းခေါင်းမှာအရင် serious မဖြစ်တော့ကျွန်တော်တို့လည်းဘတ်ငွေ6000နဲ့အလုပ်လုပ်ခဲ့တာကွာ brother အဲ့ချိန်မှာ salary officially salary တောင်12000ရှိတယ်ဘန်ကောက်မှာဒါပေမဲ့ကျွန်တော်တို့6000နဲ့လို့တော့ပျော်တယ်ကွာဘာလို့ကိုအလုပ်တင်ခွင့်လည်းရနေတယ်လေဆိုတော့အဲ့ဒါတခုကျွန်တော်မနေ့ကလည်းကျွန်တော်တွေးမိတာပေါ့နော်အဓိကတွေးမိတာကတော့အလုပ်လုပ်ပါအလုပ်လုပ်တဲ့အချိန်မှာကိုလုပ်ငန်းလုပ်မယ် entrepreneur တယောက်ဖြစ်မယ် entrepreneur ဆိုတာဗျာလုပ်ငန်းရှင်ဒါတချို့နားမလည်တဲ့လူငယ်တွေရှိတယ်ဆိုရင်ဘောနော် entrepreneur ဆိုတာလုပ်ငန်းရှင်ဗမာနဲ့ပြောရင်စုတီထွင်သူနော်အဲ့လောက်ထိတော့ကျွန်တော်မသိဘူး bro ကျွန်တော်မလဲနေ bro ကျွန်တော်အဲ့ဒါမသိဘူးပြောကျွန်တော်လေကျွန်တော်တို့မှာဗျာ brother ဟိုမြန်မာ young entrepreneur association ဆိုတာရှိတယ်လေ under government နဲ့ hour နဲ့တော့ government ကိုယ်တိုင်ကအလောက်တာအဲ့အောက်မှာကျွန်တော်တို့ Yangon region entrepreneur association ဆိုတာလည်းရှိတယ် sorry အခုနကကျွန်တော်အဲ့ဒါမပြောလိုက်ဘူးပေါ့နော်တကယ်လို့ဒီကိုဒီဘောနော်ဒီအစပိုင်းမှာပေါ့နော် networking လုပ်မယ်ဆိုရင်ဒီအတင်းတွေလည်းဝင်တင်တယ်ဈေးပေါ်တယ်ဟုတ်လားဈေးကလည်း member fee ကလည်း3သိန်းကျော်လောက်ရှိတယ် activity လည်းအများများတယ် Yangon region entrepreneur association ဆိုတာပေါ့နော်အဲ့မှာဝင်လို့ရတယ် member fee လည်းဈေးသက်တာတယ်ပေါ့နော်အဲ့လိုပေါ့စွန်းတီထွင်လို့ပြောတယ်ဆိုတော့အဓိက short ကျွန်တော်နောက်ဆုံးပြန်ပြောမယ်ဆိုရင်အလုပ်လုပ်ပါအလုပ်လုပ်တဲ့ချိန်မှာကိုတရက်လုပ်ငန်းရှင်ဖြစ်မယ်ဆိုတော့အတွေးနဲ့လုပ်ပြီးမှတေချာလေးလုပ်စေချင်တယ် brother ရေအဲ့ဒါတော့ကျွန်တော်ရဲ့ first advice ပေါ့နော်အဓိက bro ဟိုကိုအလုပ်လုပ်တဲ့နေရာမှာ know your work deeply right ကိုဒီအလုံးနဲ့ပတ်သက်ပြီးတော့မှရအောင်လေ့လာဒီဟာဟိုအဆုံးထိနားလည်အောင်လုပ်ပါဆိုတဲ့ဟာပေါ့တန်းနဲ့ဗျာဘယ်အလုံးမှာပဲဖြစ်ဒါငါခဏပါပဲငါလက်ပြီးဆိုတဲ့ဟာမဟုတ်ပဲနဲ့ဒီအလုံးကိုအရန်ကို deeply လေ့လာပြီးတော့မှ okay deeply လေ့လာပြီးလို့ကိုယ့်အတွက်မဟုတ်ဘူးဆိုလဲ you move on to another industry ဒါကတော့ဒီလိုပဲသွားမှာပဲဘယ်အလုံးမှာမဆိုဒါငါအလုံးမဟုတ်ဘူးငါ AC တန် view မဆိုင်ဘူးဆိုဒီ mindset နဲ့ကဘယ်နေရာမှာသွားမှာမဟုတ်ဘူး bro right so အဲ့တော့I think အဲ့ဒီဥစ္စာလေးကတော်တော်လေးအရင်အရေးကြီးတဲ့ point လို့ထင်ပါတယ်အရင်ရှိတယ်ကျွန်တော်လက်တွေလဲပါတုံးနေတဲ့ဟာဆိုတော့ဟေးပါလားဟုတ် appreciate ဖြစ်ပါတယ် bro advice ကိုလေကျွန်တော်အနေနဲ့ကတော့ဟိုကျွန်တော်လည်းပြောပါအောင်ကျွန်တော်ကတော့ဟိုကျွန်တော်အနေနဲ့လည်းဒါ advice ပေးခြင်းတယ်ပေါ့နော်အဲ့တော့အဓိကကျွန်တော်ဒီအောင်မြင်မှုဆိုတဲ့ဟာက factor တွေအများကြီးပဲရှိတယ်complexity လည်းအများများတယ် simple ဖြစ်တဲ့ဟာလေးလည်းရှိတယ်ပေါ့နော်ဒါကျွန်တော်တို့အခု discuss လုပ်နေရတဲ့လည်း like တဲ့ဟာလေးကဘာလဲဆိုတော့ကျွန်တော်တို့first impression self image personal branding ဒီဟာတွေကတအားကိုအရေးကြီးပါတယ်အဲ့တော့ဒီဟာတွေမှာအရင်စဉ်းစားနေစရာမလိုဘူး dress well ဟုတ်တယ် smell good be confident တလားလောက်နဲ့ကို equation တော်တော်များများ30 to 40% လောက်ကတော်တော်ကို cover ဖြစ်နေပြီပေါ့နော်အဲ့တော့ကိုယ့်ရဲ့ personal branding ကို take care လုပ်ဖို့အတွက်ကကြတော့ကိုယ့်ရဲ့ဝတ်စားဆင်ခြင်မှုဒီလေအရင်အရေးကြီးသလိုကိုယ့်ရဲ့ behavior ကိုယ့်ရဲ့ confidence ကိုဘလို့လူတွေနဲ့ communicate လုပ်တယ်ဆိုတာကလည်းဒါအရေးကြီးပါတယ်အဲ့တော့ကျွန်တော်တို့ကကျေးဇူးတင်ပါတယ်ကျွန်တော်တို့က dress တစ်ခုတည်းပဲမဟုတ်ဘူးဗျာဟိုစုဝတ်ပြီးတော့မှပဲဟိုအကျင့်မကောင်းတဲ့ကောင်တွေလည်းရှိတယ်ကျွန်တော်ပြောချင်တာကွာသိတယ်မလားဒါပေမဲ့လိန်နေတဲ့ကောင်တွေအများကြီးရှိတယ်ဒါပြောတာငလိန်နေလည်းရှိတယ်ကျွန်တော်ပြောတာကွာအဲ့တော့ဟိုအင်ဂျီကောင်းကောင်းလေးဝတ်လိုက်တယ်စုဝတ်လိုက်တယ်ဆိုတော့ကိုကကောင်းသွားတာတော့မဟုတ်ဘူး automatically ကြည့်လို့တော့ကောင်းသွားမယ်ဒါပေမဲ့လည်းအကျင့်စာရိတ္တရော humble ဖြစ်ကမယ် honest ဖြစ်ကမယ်လူတွေနဲ့ relationship တည်ဆောက်မယ်ဆိုရင်လည်းsimple ဖြစ်ပြီးတော့မှ meaningful ဖြစ်တဲ့ deep relationship တွေတည်ဆောက်ဖို့အတွက်အရေးကြီးတယ်လို့ကျွန်တော်နောက်ဆုံးအနေနဲ့ကျွန်တော်ပြောချင်ပါတယ်ကျေးဇူးတင်ပါတယ် brother Steve thank you so much brother thank you so much for your time အရင်လည်း productive ဖြစ်ပါတယ်ဟိုဘာဖြစ်ဟို young entrepreneurs အနေနဲ့ရောဘယ် age ပဲဖြစ်ပါဒါ entrepreneurs အနေနဲ့လုပ်ငန်းရှင်တွေအနေနဲ့ရောလုပ်ငန်းလုပ်ချင်တဲ့သူတွေအတွက်ရောအရန်ကိုဒါကျွန်တော်တို့အခုပြောခဲ့တဲ့ဟို topics တွေက
တေချာလေးကိုတုံးတက်တင်တယ်လို့လည်းထင်မှာကျွန်တော်တို့ပြောရသည်မှန်လဲမှန်မယ်မှားလဲမှားမယ်ဒါတွေကအကုန်လုံး opinion မှာကျွန်တော်တို့တွေကလည်းဆရာကြီးလည်းမဟုတ်ဘူး coach တွေလည်းမဟုတ်ဘူး coach တွေအများကြီးရှိပါတယ်ကျွန်တော်ပြောတာကျွန်တော်တို့ဒီပုံမှန်လုပ်ငန်းလုပ်နေတဲ့ struggle လုပ်နေတဲ့ entrepreneurs တွေပဲဖြစ်ပါတယ်ကျွန်တော်တို့လည်း on the way ပါအဲ့တော့တပိုင်းဖြစ်ဖြစ်ဟို coach နဲ့ပြောရတာကျွန်တော်အရင်ဝမ်းသာတယ်ကျွန်တော်လည်းအများကြီးပဲ learning လုပ်ရတယ်ဆိုတော့ကျွန်တော် really appreciate ဖြစ်ပါတယ်နောက်ဆုံးတစ်ခုကျွန်တော်ပြောချင်တာတခုလေကျွန်တော်တို့ပတ်ဝန်းကျင်မှာပေါ့နော်လူတယောက်က social effect ဖြစ်နေအလုပ်တစ်ခုခုလုံးနေတယ်ဆိုရင်လက်ခုပ်တီးတင်းတယ်လို့ကျွန်တော်မြင်တယ်မှန်တယ်ဒါလေဘာလို့လဲဆိုတော့ကျွန်တော်ပြောပြကျွန်တော်ဒီဆရာဒီ podcast တင်တဲ့အချိန်မှာကျွန်တော်ဆရာအရန်ကောင်းတယ်ပေါ့နော်ဒါကျွန်တော်တို့ entrepreneur အတွက်အများကြီးအကူအညီဖြစ်တယ်ဆိုတော့ကျွန်တော်ချစ်ချင်းဆရာကို message ပို့တယ်ပို့လိုက်တဲ့အချိန်မှာဘာဖြစ်သွားလဲဆိုတော့ဆရာကိုယ်တိုင်ကျွန်တော်အတွက်ဒါ opportunity တစ်ခုလေဒါကျွန်တော်အတွက်ကျွန်တော်လုပ်ငန်းအတွက်လည်း opportunity တစ်ခုဖြစ်တယ်ကျွန်တော် brand အတွက်လည်း opportunity တစ်ခုဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်လက်ခုပ်တီးလိုက်တဲ့အတွက်ကျွန်တော်တစ်ခုလည်းဆရာကျွန်တော်ကိုဖိတ်တယ်ပေါ့နော်ဖိတ်တဲ့အတွက်ဒါလည်းကျွန်တော်အတွက် opportunity တစ်ခုလို့မြင်တယ်ပေါ့နော်ဆိုတော့အဓိကတော့ပြောချင်တဲ့ last point ကတစ်ခုခုကိုဘေးမှာတငယ်ချင်းတွေဖြစ်ဖြစ်ကို partner ပဲဖြစ်ဖြစ်ကိုရဲ့ဘယ်သူပဲဖြစ်ဖြစ်ပေါ့နော်တစ်ခုခုအလောက်ကောင်းလောက်တယ်ဆိုရင်ကျွန်တော်ဟိုလက်ခုပ်တီးပေးချင်တယ်လို့လက်ခုပ်ပေးတင်တယ်လို့ကျွန်တော်တို့အဲ့ဒါနောက်ဆုံးအနေနဲ့ပြောချင်ပါတယ်ဖတ်ကျေးဇူးပါ perfect thank you so much အားလုံးကျေးဇူးတင်ပါတယ်ကျေးဇူးတဲ့အတွက်ကြောင့် thank you ပါဟုတ်